ကျွန်တော်ဒီနေ့ညတော့တစီ6တဲ့ဂရင်းကြီးဆိုတဲ့ဗရာလောကဇလန်းရှီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာမကြီးကုန်းရွာလေးရဲ့ရွာဦးဖုံးတော်ကြီးကျောင်းမှာကျောင်းနိုင်ဆရာတော်ကြီးကကုန်းရွာကိုဝါငုံရင်နဲ့အမိန့်ရှိပါတယ်ဒီလိုရှိတဲ့တကားဖိုးအောင်ရဲ့လာမဲတောက်ကြနေကနေကောင်းဖြစ်တယ်လို့အဲ့ဒီနေ့ရဲ့မနက်9နာရီကနေ17နာရီအထိကအချိန်ကောင်းအခါကောင်းပဲကွဒါကြောင့်တကားဖိုးအောင်ရဲ့သားကိုကိုရင်ပြုတ်သင်ကန်းစီးဖို့ကအဲ့ဒီနေ့မှာပဲဖြစ်တဲ့နယ်ဆရာတော်ကအဲ့လိုမိန်ကြားတဲ့အခါမှာတော့ဆရာတော်ရဲ့ရှီမှာလက်အုပ်ချီပြီးထိုင်နေတဲ့ဦးဖိုးအောင်ကပြန်ပြီးတော့ရှောက်ထားပါတယ်မှန်လားပါဗျာတပည့်တော်ကတော့အမြန်ဆုံးကိုရင်ဝစ်ပေးချင်တာပဲသိပါတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဆရာတော်ဖះရဲ့အရေးအောင်မှနေမှရတော့မှာပါ။တားဖြစ်သူမောင်ချစ်အောင်ကတပည့်တော်ထိမ့်မနိုင်အောင်စိုးနေလို့ပါဗျာ။တနေ့ကလည်းငှက်ပစ်ထွက်ရင်လောက်စလုံးကငှက်မထိပဲထင်းခုတ်ပြန်လာတဲ့တစ်ခုတ်သမားကိုထိမှန်ခဲ့လို့တပည့်တော်ကစေးဘိုးဝါကအတော်လေးကုန်ခဲ့ရပါတယ်ဗျာ။ဆရာတော်ဖះရဲ့စုံမမှုအောင်မှနေထိုင်မှဒီကလေးကရမှာပါဗျာ။ဆရာတော်ကြီးကခေါင်းတဆက်ဆက်ညှိနေပါတယ်။တကားလေးမောင်ချစ်အောင်က14နှစ်အရွယ်ပဲရှိသေးတာမို့လားကွအေးလီဒီအရွယ်ဆိုတော့လဲစော့ကစားခြင်းနဲ့အစားအသောက်ပဲမက်လိမ့်မပေါ့ကဲပါလေမောင်ချစ်အောင်လေးလိမ္မာရေးချရှိဖို့ဘုန်းကြီးတာဝန်ယူပါတယ်တကားကြီးဖိုးအောင်သာကိုရင်လောင်းအတွက်စီစဉ်စရာတွေစီစဉ်ပါလေအဲ့ဒီအချိန်မှာပဲကျောင်းပေါ်ကိုလူတစ်ယောက်ရောက်လာပြီးတော့ဆရာတော်ကြီးကိုဝတ်ပြုလိုက်ပါတယ်ဘာအကြောင်းများလဲတကားသားလာရဲ့စိုးစမ်းမအောင်ဒီလိုပါဖေ။တောင်ပိုင်းကတထေးကြီးဦးဖိုးမှန်ဆုံးပါသွားပါပြီဖေ။တထေးကတော်ကြီးနဲ့မိသားစုတွေကရုတ်တရက်တေးဆုံးခဲ့တဲ့တထေးကြီးကြောင့်ရင်တူးမနာဖြစ်ပြီးငိုကြွေးမစုံရှိနေကြပါတယ်ဖေ။အဲ့ဒါကြောင့်ကြံရစ်သူမိသားစုကိုတရားသဘောနှလုံးမူဖို့ဆရာတော်ဖះကိုလာရောက်ပင့်ဆောင်ရခြင်းပါဖေ။တာလာရဲ့စကားကြောင့်ဆရာတော်ကြီးကတပ်ပြင်းချလိုက်ပါတယ်။အော်ကျောင်းတကာကြီးဖိုးမှန်အောင်မနေ့ကမြင်ပြီးဒီနေ့ကွယ်ပြောက်သွားပြီကိုဘုန်းကြီးဖြင့်တဲပြီးစိတ်မကောင်းလာပြီဘူး။ကဲတကားကြီးဖိုးအောင်လဲပြန်ပြီးအောင်ကွဘုန်းကြီးလဲနာရေးအိမ်ကိုကြွရမယ်ဆရာတော်ကြီးကအဲ့လိုပြောပြီးထိုင်ရကထရင်နဲ့သင်ငန်းကိုပြင်ဝဲလိုက်ပါတယ်ဦးဖိုးအောင်လဲတားဖြစ်သူကိုရင်ပြုတ်မဲ့အရေးကြောင့်ဆရာတော်ကိုဥချရင်ရွာဦးကျောင်းကနေထွက်သွားခဲ့ပါတယ်မကြီးပင်နေစီရီနေတဲ့မြေနီလမ်းမထက်ကလေးတအုပ်ကစူညံစွာအော်ဟစ်စော်ကစားနေတယ်သူတို့ကဝက်ချမ်းပြားနဲ့လှုပ်ထားတဲ့လက်လုံတနက်ကိုစီနဲ့စစ်တိုက်တိုင်းကစားနေတာပါဟဲ့ကောင်တန်လုံးငါပြစ်လိုက်တာမင်းကိုထိသွားပြီလေကွာဘာဖြစ်လို့မြေကြီးပေါ်လှဲပြီးအားလို့မော်တာလဲမြေကြီးပေါ်ကိုလှဲလိုက်စမ်းကွာဟာဘာလို့လဲရမှာလဲမင်းပြစ်တာငါ့ကိုမထိဘူးငါဒီမှာပုံနေတာပဲကွာလုံးဝမထိဘူးတန်လုံးဆိုတဲ့ကလေးရဲ့အပြောကြောင့်အသားဖြူဖြူကောင်လေးကမျက်နှာတင်းသွားပါတယ်တန်လုံးရဲ့ရင်ဘတ်ကိုစောင့်ပြီးတော့တွန်းလိုက်တယ်မင်းဘာစကားပြောတာလဲမင်းပုံနေတဲ့ခြုံပုတ်ကိုလည်းကြည်အောင်ကွာခြုံပုတ်တီးတီးလေးမှာပုံနေတဲ့ဟာမင်းကိုတချမ်းလုံးမြင်နေရလို့ငါကပြစ်တာပေါ့မင်းငါပြစ်တာမှန်သွားပြီတေးလိုက်တော့ဟဲ့ကောင်တန်လုံးကလည်းမှုံကုတ်ကုတ်ဟန်နဲ့ပြန်ကြည့်ရင်ပြောပါတယ်လုံးဝမသေးနိုင်ဘူးကွာမင်းကဘာဖြစ်ချင်လဲဟဲ့ကောင်အေးဒါဖြစ်ချင်တယ်ကွာဟာငါမလုံနဲ့ကွာမင်းတို့ကလည်းကွာစော်တိုင်းရံမဲဖြစ်နေကြတယ်ကလေးတို့ကစုပြုံသွားပြီးတော့စကားတွေပွက်လောရိုက်သွားပါတယ်တန်လုံးကလဲနေရာကနေထားလိုက်တယ်ဒီမှာငါမင်းကြောင့်ငါနှခမ်းကွဲသွားပြီမင်းကိုဘာကြီးဖိုးအောင်နဲ့တိုင်ပြောမယ်လုံးဝကိုမကြည့်နဲ့ဘူးကွာတန်လုံးကကျုံးဝါးရင်းနဲ့ပြေးထွက်သွားပါတယ်ဖိုးအောင်ကတငယ်ချင်းတွေဆွဲထားရကနေရုန်းကန်လိုက်တယ်ဟာလွတ်ကြစမ်းပါကွာဒီကောင်တန်လုံးကစားတိုင်းလူလေကြနေတာဒင်းကများငါ့ကိုတိုင်အောင်မယ်ဟိတ်ကောင်တန်လုံးဒီနေ့မင်းအဘတိုင်ပြီးရင်မနှက်ဖြန်မင်းကောင်းခွဲဖို့ပြင်ထားကွာချစ်အောင်တို့ကဘသူမှဂယူးမဆိုင်ဘူးကွာကြံတဲ့ကလေးတွေလည်းသူတို့ရဲ့ရံပွဲကြောင့်ဆက်မကစားတော့ပဲပြန်သွားပါတယ်မြေနီလမ်းမထက်မှာချစ်အောင်နဲ့ငယ်တငယ်ချင်းရင်းကြီးဖြစ်တဲ့တာထူးတို့နှစ်ယောက်ပဲကြံရစ်ခဲ့တယ်တာထူးကကြောက်တုံးကြီးတစ်ခုပေါ်ကိုထိုင်ချလိုက်တယ်ချစ်အောင်ရမင်းကလည်းမကြခင်ကိုရင်ဝစ်တော့မဲ့ဟာကိုဘာလို့ရံဖြစ်ရတာတော့ကွာမင်းအပါသိရင်စောပလော်တီးခံရလိမ့်မယ်ချစ်အောင်ကလည်းစိတ်ရှုပ်တွေးဟန်နဲ့ခေါင်းကိုကုတ်ဖွာလိုက်ပါတယ်ငါကိုရင်မွေးချင်မှုငထူးရာကိုရင်ဝစ်ရင်ညစာမစားရဘူးတဲ့ပြီးတော့ထမင်းစားရင်လည်းစွန့်ခံလို့ရတဲ့ဟာတွေအားလုံးကိုရောနယ်ပြီးတော့စားရတာတဲ့ငါကထမင်းစားရင်အသားဟင်းပဲစားတတ်တာမင်းအသိပဲကွာအရွက်ကြော်တွေဆိုလုံးဝမကြိုက်ဘူးလေငါစိတ်ညစ်တယ်ကွာအေးကွာအဲ့ဒါတော့ဟုတ်တယ်ငါ့ကိုလည်းကပ္ပိယကြီးကပြောဘူးတယ်သင်္ကန်းစီးတဲ့အခါမှာရိုးရိုးလူတွေလိုမနေရဘူးတဲ့
ကိုကမြက်မြက်တဲ့ဖះရဲ့သားတော်ဖြစ်သွားတဲ့အတွက်အနေအထိုင်အပြောအဆိုအားလုံးပြောင်းလဲရမှာတဲ့စော့လို့လည်းမရဘူးတဲ့ကွအိတ်ရင်လည်းဖျားပေါ်မှာပဲအိတ်ရတယ်မင်းတို့တထေးသားပေါက်စအတွက်တော့အကြီးကြီးတွေးပြီပေါ့ကွာမင်းကဇီစာတိတ်ကြောင်တဲ့ကောင်အိတ်ရင်လည်းလဲမို့မွေရနဲ့မှအိတ်တက်တဲ့ကောင်ဟင်းဆိုရင်လည်းကြီးကများသေးတယ်ပြီးတော့ရှိုးစမှုကလည်းလူကြီးတွေလိုခိုက်ပေးခြင်းတဲ့ကောင်အေးပေါ့ကွာမင်းကရွာမှာလူလက်တန်းစားတထေးတူရဲ့တူရဲသောသားဆိုတော့မင်းဘွားနဲ့မင်းကတော့ဟုတ်နေရပဲကွာငါကမိဘမဲ့အမျိုးမဲ့ကောင်မင်းအဖေကတနာပြီးအိမ်ခေါ်ထားတဲ့လက်တူလက်တောင်အခိုင်းခံဘွားငါဘွားကတော့တင်ကန်းစီးရမှဇိမ်ကြမှာကွာစွန့်ခံထွက်လိုက်စားလိုက်အိတ်လိုက်ပေါ့ကွာနွားစာလည်းမစင်းရတော့ဘူးထင်းလည်းမပေါက်ရတော့ဘူးလက်တူလက်တောင်ကိစ္စတွေလည်းမလုပ်ရတော့ဘူးလေမင်းနဲ့အတူတင်ကန်းစီးခွင့်ပေးတဲ့မင်းအဖေကိုတော့ကျေးဇူးတင်သေးတယ်ကွာဖြစ်နိုင်ရင်ကိုရင်မဲ့ဝင့်နေရရင်ကောင်းမယ်ဟိကဲပါကွာနေဆောင်တော့မယ်ကွာအိမ်ပြန်ကြရအောင်ဘိုက်လဲစားနေပြီတာထူးကထိုင်ရာကထရင်ချစ်အောင်ရဲ့ပခုံးကိုဖတ်လိုက်တယ်ပြီးတော့နှစ်ယောက်သားမကြီးပင်နှန်းနေအောင်ဖျက်လျှော်ရင်းနဲ့အိမ်ကိုပြန်ခဲ့ကြပါတယ်မကြီးကုန်းရွာလေးရဲ့ညချမ်းကိုစူးစူးဝါးဝါအော်ဟစ်တန်ကြီးကဖုံးလွှမ်းသွားတယ်အတန်ကရွာလေပိုင်းမှာရှိတဲ့လေပန်းရှင်ဦးဖိုးအောင်ရဲ့နှစ်ထပ်ပြင်တော်ရင်ကြီးစီကနေထွက်လာတာပါမောင်ချစ်အောင်တယောက်အိမ်အောင်မှာရှိတဲ့တိုင်ကြီးကိုဖတ်ရင်အော်ဟစ်ငိုယိုနေတယ်လို့ဖခင်ဖြစ်သူရဲ့အညာကျိန်လုံးရိုက်ချက်ကသူ့ရဲ့ကြောပေါ်မှာတဖုံဖုံကျနေပါတယ်ဖအီကိုအမြဲဒုက္ခပေးတဲ့ကောင်ဒီရွာမှာငါကလဲရှင်กว่าလဲရှင်မင်းကြောင့်မင်းတောက်သုံးမကြလို့ငါဘာမှမဟုတ်တဲ့အကျော်တယ်မကိုပါတောင်းပန်ရတာလူကြီးတော့လက်တော့လောက်မင်းကြောင့်ဒီရွာမှာငါမတောင်းပန်ဘူးတဲ့လူမရှိတော့ဘူးကွာတိုင်ကိုသေချာဖတ်ထားစမ်းကြောကွဲဖို့သာပြင်ပြီးတော့ဦးဖိုးအောင်ကနီးရဲနေတဲ့မျက်နှာကြီးနဲ့ချိန်လုံးကိုလွှဲရိုက်ချလိုက်တယ်အောင်မလေးဗျကြောက်ပါပြီအဘရဲ့ကျုပ်နောက်ကိုရံမဖြစ်တော့ပါဘူးအခုလဲကျုပ်ကမလွန်ဘူးဗျဟိုကောင်တန်လုံးညစ်လို့ဖြစ်ရတာကျုပ်ကိုမရိုက်ပါနဲ့တော့အဘရဲ့မောင်ချစ်အောင်ကမျက်ရည်တွေကျရင်အော်ဟစ်ငိုယိုနေပြန်ပါတယ်ဘာကွာထစ်ကနေရှိလက်ပါရအောင်မင်းကလူမိုက်လားလူမိုက်လှုပ်ချင်တဲ့ကောင်မင်းနဲ့တန်တာကြိမ်လုံးပဲကွာရိုက်ရလုံးလုံးကျိုးတဲ့ကြိမ်လုံးလည်းမနှဲတော့ဘူးဒီတစ်ခါထပ်ပြီးတော့ပြဿနာရှာရဲရှာကြည့်စမ်းမင်းကိုလက်ကြောက်မီးနဲ့ကိုဆုံးမပြစ်မယ်ဦးဖိုးအောင်ကအဲ့လိုကြိမ်မောင်းရင်းနဲ့ဒေါသတကြီးရိုက်နှက်ပြန်ပါတယ်အော်ဟစ်ငိုယိုတန်ရိုက်နှက်တန်နေကြောင်းအကြားမတော်တဲ့အိမ်ကြီးချင်းတွေကကြေးရွာလူကြီးစီသွားပြီးအကူအညီတောင်းကြပါတယ်သူတို့ကိုယ်တိုင်လဲပန်းရှင်ဦးဖိုးအောင်ကိုဆရာလှုပ်ပြီးတော့ဝင်ဆွဲရဲသူတွေမဟုတ်ဘူးလေအိမ်ကြီးချင်းတွေရဲ့ခေါ်ယူမှုကြောင့်ရွာလူကြီးကရောက်လာပြီးဦးဖိုးအောင်ကိုတားဆီးပါတယ်ရွာလူကြီးမသိလို့ဗျဒီကောင်းကြောင်ကျုပ်အဆက်ကွဲတာတွေများလာပြီကျုပ်ဒင်းကိုဘလို့ပဲဆုံးမလုံးဝမရဘူးဗျတရိษံလောက်တောင်အမှတ်မရှိတဲ့ကောင်ရိုက်ပြီးလေခဏပဲနောက်ရက်ကျတော့ဒုံရင်းကဒုံရင်းပဲဗျရွာလူကြီးကဒေါသတိတ်ထွက်နေတဲ့ဦးဖိုးအောင်ကြောင့်မောင်ချစ်အောင်ကိုဘေးအိမ်ခေါ်သွားစီပါတယ်ပြီးတော့မှဝင်ပြောတယ်မောင်ချစ်အောင်ဆိုးတယ်ဆိုတာငါတို့သိပါတယ်ဖိုးအောင်ရဒါပေမဲ့ကလေးကမကြခင်ကိုရင်စီးရတော့မယ်လေမင်းရဲ့ဒေါသကိုထိန်းစမ်းပါကွာကိုရင်စီးလို့ဆရာတော်ရဲ့အကြောင်းကိုရောက်သွားရင်မောင်ချစ်အောင်ကလိမ်မာသွားမှာပါအခုနေမင်းရိုက်နှက်ပြီးတော့ဆုံးမလဲလက်နာပြီးတော့ဒေါသကြောင့်သွေးတိုးယုံပဲရှိမှာကွာကဲအကျန်းကြီးလေးပါလေးတော့ပြီးစိတ်ကိုရှော့ချလိုက်ကွာကြီးရွာလူကြီးကဦးဖိုးအောင်ကိုဖြောင်းမြစကားဆိုလိုက်ပါတယ်ဦးဖိုးအောင်ကရွာလူကြီးရဲ့စကားကိုမလွန်ဆန်ရဲတာကြောင့်မျက်နှာကြောမပြေတဲ့မျက်နှာကြီးနဲ့အကျန်းကြီးခွက်ကိုမော့ချလိုက်တယ်ဒါနဲ့မင်းသားကိုရင်စီးဖို့ပြင်ဆင်ပြီးပြီလားကွာရွာလူကြီးကသူ့ဒေါသပြေစီဖို့အတွက်စကားလွှဲပြီးတော့ပြောလိုက်တယ်ဆရာတော်ကတော့ရှောက်ပြီးပြီဗျလာမဲတောက်ကြနေမှာသင်္ကန်းစီမှာပရိခရာတွေတော့မှားထားပြီးပြီလေရွာလူကြီးကလည်းအကျန်းရည်တစ်ခွက်ငှက်တော်ရင်နဲ့ပြန်ပြောပါတယ်လိုတဲ့အကူအညီရှိလဲပြောပေါ့ကွာကျွေးဖို့မွေးဖို့ရောစီစဉ်ပြီးပြီလားကာလာသားကောင်းကိုရောပြောပြီးပြီလားဟာကိုတင်ဝင်းရခမရလဲကြုတ်ကြောင်တီးရတာနဲ့ကျုပ်ကအလှလုပ်ရင်ဇာမချဲ့တတ်ဘူးဗျလူရင်းကိုပဲအဓိကလှုပ်တတ်တယ်အဲ့ဒါကြောင့်လဲကျုပ်သားကိုရှင်လောင်းနေပါရီမလဲပဲနဲ့တခါတည်းကိုရင်စီးပေတာဗျအဲ့ဒီနေ့ကျရင်ရွာဦးเจ้าမှာနေစွန်းကတ်မယ်လာတဲ့လူတွေကိုလည်းဝတ်တဏီချက်နဲ့အိတ်ခံမယ်ဗျကျုပ်အားလုံးစီစဉ်ပြီးသွားပြီကဲကောင်းပါပြီဗျာဖိုးအောင်ကြီးငါလည်းဖျားဝတ်ပြုချိန်ရောက်နေလို့ပြန်အောင်မယ်ဟိမင်းလည်းကလေးကိုစူပူမနေနဲ့တော့ကြားလားကြီးရွာလူကြီးဦးတင်ဝင်းကအဲ့လိုပြောပြီးတာနဲ့ထပြန်သွားပါတယ်ဦးဖိုးအောင်လည်းအဲ့ဒီညကစောစောစီစီပဲအိယာဝင်ခဲ့တယ်ကျေးစီတန်တဲ့အတူအလောင်းတင်ရိပ်ဖြူထန်းစင်ကြီးနဲ့လူတန်းရှည်ကြီးကရွာနောက်ပိုင်းဘက်ကိုတရွေ့ရွေ့သွားနေကြတယ်ငှက်ပစ်ဖို့အတွက်လေးခွားကိုစီနဲ့ထွက်လာတဲ့ချစ်အောင်နဲ့တာထုကအာတုဘဖိုးတာကိုရက်ကြည့်နေလိုက်ကြတယ်ဟဲ့ကောင်တာထုအဲ့ဒါဘသူအာတုဘလဲကွာဟေးမင်းကဒါတော့မသိဘူးလားအဲ့ဒါចောင်းတကာကြီးဦးဖိုးမှန်ရဲ့နာရေးကွာရုတ်တရက်ကြီးတိတ်သွားလို့သူ့သတင်းကတရွာလုံးပြောနေကြတာချစ်အောင်ရ
ချစ်အောင်ကလောက်လေးဝကိုတောင်ရွယ်မြောက်ရွယ်လုံရင်ပြန်ပြောပါတယ်ဟာဟုတ်လားကွာငါလဲအဘရဲ့အစော်ခံရပြီးတော့အိတ်ရတဲ့မှောက်နေရနဲ့မတိလိုက်ဘူးကွာတန်တန်မာမာကြီးနဲ့သေးတာတနာပါတယ်နော်ချစ်အောင်ကပြောဆိုဆိုနဲ့လောက်စလုံးနဲ့ချိန်လွှဲပြီးပြစ်လိုက်တယ်ချစ်အောင်ပြစ်လိုက်တဲ့လောက်စလုံးကရိတ်ဖြူထန်းစင်ကြီးကိုထိမှန်သွားပါတယ်ဟာမင်းဘလို့လုံးလိုက်တာလဲဟိုမှာမသားကိုမှန်သွားပြီကွာမင်းတော့ပြဿနာပဲကွာအဲ့ဒီအချိန်မှာရိတ်ဖြူထန်းစင်ကြီးကိုထမ်းထားတဲ့ရွာသားတွေကဒေါက်ကနေအတန်ကြောင့်တဦးမျက်နှာကိုတဦးကြည့်တယ်လို့ခြေလန်းနေလဲတုံသွားကြတယ်ပြီးတော့အဲ့ဒီလူတွေကအလောင်းကိုတက်လက်ပတ်ဝန်းကျင်ကိုတက်လက်ကြည့်လိုက်ကြပါတယ်ဟာဦးကြီးတာလာတို့ကြည့်နေပြီကွာလာလာငါတို့အမြန်လက်မှဖြစ်မယ်မင်းလက်တရမ်းမှန်းသိလို့ဘာကြီးကိုသွားတိုင်ရင်မင်းမဲပြောတိခံရမှာကွာတာထူးကအဲ့လိုပြောရင်ချစ်အောင်ရဲ့လက်ကိုအမြန်ဆွဲပြီးတော့အပြေးတစ်ပိုင်းခေါ်သွားပါတယ်မင်းကလေကွာမတာအောင်မခွားနဲ့ပြရသလားကွာမင်းကိုမတာကမကြည့်နဲ့လို့6ရင်ဘလို့လုံးမလဲမင်းမကြောက်ဘူးလားတာထူးရဲ့အမေကြောင့်ချစ်အောင်တယောက်ခြေလန်းရက်ပြီးတော့မျက်နှာငယ်သွားပါတယ်မတာကမကြည့်နဲ့ရင်6တက်တယ်လားကွာငါလဲဘာရင်မဟုတ်ပါဘူးကွာဒီအတိုင်းပဲပြစ်လိုက်မိတာငါကြောက်တယ်ကွာငါ့ကို6ရင်တော့ဒုက္ခပါပဲကွာအိုးမင်းကလည်းလှုပ်တုံးကလှုပ်ပြီးအခုမှကြောက်နေပြန်ပြီငါအထင်တော့မင်းကမတာကြီးဦးဖိုးမှန်ကိုပြန်ပြီးတောင်းပန်တဲ့နဲ့ထင်တယ်ကွာဘာဘလို့ကွာတောင်းပန်ရမယ်ဟုတ်လားဦးလေးဖိုးမှန်ကြီးကမတာဖြစ်နေပြီလေကွာငါကဘလို့လုပ်ပြီးတောင်းပန်လို့ရမှာတော့တာထူးကမျက်မှောင်ကုတ်စဉ်းစားနေပါတယ်အေးငါဒလို့တော့တွေးမိတယ်ကွာညကြရင်ငါတို့ကောင်နေတင်းချိုင်းကုန်းကိုသွားကြမယ်ပြီးရင်မင်းကဦးဖိုးမှန်ရဲ့မြေပုံမှာတောင်းပန်လိုက်ကွာအောင်ထူးပြောလိုက်တဲ့စကားကြောင့်ချစ်အောင်ကမျက်လုံးပြူးသွားပါတယ်ဘာကွာတင်းချိုင်းကုန်းကိုငါကညဘက်ကြီးသွားရမယ်ဟုတ်လားဟာမသွားချင်ဘူးကွာငါကြောက်တယ်မဖြစ်ဘူးအခုပဲအာတုဘပိုးတဲ့လူတွေနဲ့လိုက်ပြီးတောင်းပန်လိုက်မယ်ကွာနော်ချစ်အောင်ရဲ့ကြောက်အားတကြီးညှင်းဆန်မှုကြောင့်အောင်ထူးကလည်းပြန်ပြောပါတယ်ဟာမင်းကလည်းအခုသွားတောင်းပန်ရင်မသားကိုလေးခွားနဲ့ပြစ်မှုနဲ့မင်းအဖစီတိုင်ကြမှာပေါ့ကွာတင်းချိုင်းဆိုတာမင်းကိုဘာအနေနဲ့မှမပြုတ်နိုင်ဘူးမင်းအဖဆော်မကြောကောက်အောင်ခံရမှာဟိငါလည်းပါမှာပါကွာကြောက်မနေစမ်းပါနဲ့အေးကြောက်ရင်လည်းမသွားနဲ့ပေါ့ကွာကျောင်းတကာကြီး6တာပဲခံလိုက်တော့ဟိလာရောင်မိန်ပြပဲရှိတဲ့အမောင်တို့အောင်မှာဒုက္ခတဲ့အတန်ကခတ်တူးတူးနဲ့အဆက်မပြတ်ထွက်ပေါ်နေပါတယ်အမောင်ကြီးထဲမှာမြေကြီးတွေတူးဆွာနေတဲ့လူနှစ်ယောက်တယောက်ကပေါက်ပြားကိုမြေကြီးထဲထိုးဆိုင်လိုက်ရင်ခါးကြကအရက်ပလင်းကိုမော့တောက်လိုက်တယ်ဟာမင်းကတော်တော်အတ္တကြီးတဲ့ကောင်ပဲကွာငါ့ကိုလည်းတိုက်အောင်လေကွာမြေတူးဆွာနေတဲ့လူရဲ့အပြောကြောင့်နားနေတဲ့သူကပလင်းကိုလှမ်းပြလိုက်ပါတယ်ဟဲ့ကောင်တာလာမင်းပြောတာတေချာရဲ့လားမတေချာရင်တော့မောတာပဲအဖက်တင်မှာနော်ဟာတန်လုံးရမင်းတငယ်ချင်းငါကမတေချာရင်ဘာမှမလုပ်ဘူးကွာအကြီးစိန်ကလူတွေအလက်မှာအသားလေးဝစ်ပေးလိုက်တာကွာဒီမျက်လုံးနေနဲ့ကိုတေချာမြင်ခဲ့တာကဲအချိန်ကောင်းတုန်းလေးဆက်လုပ်ကြရအောင်တာလာကပြောဆိုဆိုနဲ့မြေကြီးကိုဆက်ပြီးတော့တူးဆွားလိုက်တယ်ရုတ်တရက်ကြီးနရွက်နားကဖြတ်ပြန်သွားတဲ့ငှက်ဆိုးကောင်ကြောင့်တန်လုံးတယောက်လန့်ဖြန့်သွားပါတယ်ပါဇက်ကနေအောင်မလေးပြားလို့អော်လိုက်မိတယ်လို့တာလာကိုလည်းပြေးပြီးတော့ဖတ်ထားလိုက်တယ်ဟာငှက်ဆိုးကောင်မှာကွာမင်းကလည်းလုံနေတာမตาကောင်ဖို့တတိကလည်းနဲလာကြီးလားကွာတာလာရဲ့ပြောကြောင့်တန်လုံးကဖတ်ထားရာကနေခွာလိုက်ရင်ပြန်ပြောပါတယ်ငါကကျောင်းတကာကြီးအကြောင်းတွေးနေတာကွာဟိုတရောင်းစားငှက်ဆိုးကနာကက်တော့တာလန့်သွားတာပေါ့တကယ်ပါပဲကွာဟာဟဲ့ကောင်တန်လုံးငါဘက်မှာအခေါင်းကြီးပေါ်နေပြီကွာမင်းမြန်တူးတော့တာလာကစော်လိုက်တာကြောင့်တန်လုံးလည်းအားတက်ပြီးတော့မြေကြီးတွေကိုပေါက်ပြားနဲ့ကလော်ထုတ်လိုက်ပါတယ်တစ်သားအခေါင်းကြီးတစ်ခုလုံးပေါ်လာချိန်မှာတော့နှစ်ယောက်သားမြေချင်းနဲ့ဆင်းပြီးအဖုံးပွင့်ဖို့ကြိုးစားလိုက်တယ်အဲ့ဒီအချိန်မှာပဲတန်လုံးတယောက်တင်းချိုင်းရဲ့အဝင်လန်းစီကိုမျက်လုံးအကြည့်ရောက်သွားတယ်သူကအဲ့ဒီအရာကိုမျက်တောင်မခတ်တန်းကြည့်ရင်ငြိမ်သက်နေပါတယ်ဟာဒီကောင်ဘာကြောင်နေတာလဲကွာအဖုံးကိုဖွင့်စမ်းပါဟဲ့ကောင်တန်လုံးတာလာကအားမလို့အားမရတဲ့နဲ့ပြောလိုက်တဲ့အခါမှာတော့တန်လုံးကပြန်ပြောပါတယ်ဟိုမှာကြည်စမ်းပါကွာအရေးမဲကြီးတွေငါမြင်နေရတယ်တန်လုံးကအဲ့လိုပြောလိုက်တဲ့အခါမှာတော့တာလာကသူ့ပြရာကိုမျက်လုံးဝိတ်ကြည့်လိုက်တယ်ဟာဘာမှမရှိပါဘူးကွာမင်းကလည်းလူမသိအောင်လုပ်ပါတယ်ဆိုမှပြဿနာကိုစုံနေတာပဲမင်းအယုံနေပြောင်းလိုက်စမ်းပါငါတို့လိုချင်တာကျောင်းတကာကြီးရဲ့အလောင်းမှာဝစ်ထားတဲ့လက်ပတ်ကြိုးကြီးပဲကွာဒါရရင်မြို့တက်ပြီးအပြက်တောင်းချမ်းလို့ရပြီလှုပ်စမ်းပါကွာတာလာရဲ့လောဘစိတ်ကိုနှိုးဆွပေးမှုကြောင့်တန်လုံးလည်းအဲ့ဒီနေရာကိုမကြည့်တော့ပဲအခေါင်းဖုံးကြီးကိုခွာထုတ်လိုက်တယ်အဖုံးကြီးပွင့်သွားတဲ့အခါမှာတော့အလင်းရောင်ဝိုးတော်အောင်မှာမျက်လုံးကြီးပြူးနေတဲ့အလောင်းကောင်ကြီးကိုကြောချမ်းပွဲကောင်းလောက်မြင်လိုက်ရပါတယ်လောဘစောကက်နေတဲ့တာလာကကျောင်းတကာကြီးရဲ့တိုက်ပုံအင်းကြီးလက်ကိုဆွဲမှပြီးတော့ကြည့်လိုက်တယ်ဟာတွေ့ပြီကွာကြည်စမ်းမအောင်တန်လုံးရအမောင်ထဲမှာတော့လက်ပတ်ကြိုးကြီးကလက်နေတာပဲ
အလေးချိန်ကလည်းများပုံရတယ်ဟိငါတို့တော့ပွားပြီကွာအေးဟုတ်တယ်ကွာငါဖြုတ်လိုက်တော့မယ်ဒါပေမဲ့မင်းကျောင်းတကာကြီးရဲ့မျက်လုံးကိုအုပ်ထားပြီကွာသူ့ရဲ့မျက်လုံးပြူကြီးကငါ့ကိုစိုက်ကြည့်နေသလိုပဲကွာအဲ့ဒီနောက်မှာတော့တငယ်ချင်းနှစ်ယောက်သားအတိုင်ဖောက်ညီစွာနဲ့အလောင်းကြီးလက်ကလက်ပတ်ကြီးကိုဖြုတ်ယူလိုက်ကြပါတယ်တန်လုံးကလက်ထဲမှာပါလာတဲ့လက်ပတ်ကြိုးကိုချိန်ဆကြည့်နေတယ်လက်ပတ်ကြိုးကြီးကအလေးကြီးပဲကွာငါစိတ်ရထင်တော့9ချက်သားလောက်ရှိမယ်ထင်တယ်ဒါပဲနော်ဟဲ့ကောင်ဒါကြီးရောင်းရတဲ့ငွေကိုအချိုးကျခွဲယူမယ်မင်းညစ်ဖို့တော့မကြိုးစားနဲ့အောင်မအခုမှလာပြီးမင်းကလောဘတက်နေသေးတယ်ငှက်ဆိုးဖြတ်သွားတာတော့ကြောက်နေတဲ့ကောင်ကများတယောက်တစ်ဝက်လို့ငါပြောထားပြီးပြီပဲကဲငါတို့လိုချင်တာလဲရပြီဆိုတော့မြေကြီးပြန်ဖို့ရအောင်ကွာဒီမှာကြာနေရင်သူများမြင်မှာစိုးရတယ်အဲ့ဒီအချိန်မှာဖနက်ကိုရှက်ပြီးတော့သွားနေတဲ့အတန်ကြီးကိုမြေအဖို့ပြီးတင်းချိုင်းကပြန်ဖို့ပြင်နေတဲ့တာလာတို့နှစ်ယောက်လုံးနားနဲ့ဆက်ဆက်ကြားလိုက်ရပါတယ်အတန်ကတိုးရာကနေတဖြည်းဖြည်းနီးကပ်လာသလိုခံစားနေရပြီးတော့နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးစကားမပြောနိုင်ပါဘူးအမောင်ကြီးထဲမှာဘယ်နေရာကြည့်ကြည့်ကပီးတိုင်နေမြေပုံမုံမို့တွေကြောင့်အကြောက်အရွံ့မရှိတဲ့တာလာတော်မှာကြောထဲမှာစိတ်ကနေအေးကနေဖြစ်သွားတယ်။ကျောင်းတကာကြီးရဲ့အလောင်းကိုတူးနေစင်မှာရောအလောင်းစီကလက်ပတ်ကြိုးဖြုတ်ယူတဲ့အချိန်မှာရောလောဘမော်နေတဲ့အတွက်ကြောက်စိတ်ပြောက်နေတဲ့တာလာတယောက်အခုတော့တဖြည်းဖြည်းနီးကပ်လာတဲ့ခြေတံရှက်တိုက်တန်ကြီးကြောင့်ကြက်သိန်းတွေကိုတီးကနေဖြန်ကနေထနေပါပြီ။ဒီလိုကြီးပဲရက်နေလို့ရမလားကွာဒီအတန်ကြီးကငါတို့နဲ့နီးကပ်တယ်လို့ပဲကွာငါတို့ပြေးကြရအောင်ကရုံကရင်ကြီးပြောလိုက်တဲ့တန်လုံးကြောင့်မျက်စိမျက်နှာပြတ်နေတဲ့တာလာကလည်းပြန်ပြောပါတယ်ထွက်ပေါက်ကငါတို့ရဲ့နောက်ကျောမှာကွာအတန်ကလည်းအနောက်ကနေကြားနေရတာနောက်လှည့်လိုက်မှမတော်တာမြင်ရင်ဘလို့လုံးမလဲငါလည်းမလှည့်ရဲဘူးကွာအိုးဘာဖြစ်ဖြစ်ကွာအနားရောက်မှဘွားကနေတွေ့တာထက်ဆိုင်ရင်အရေးစွန့်ပြီးပြေးတာကပိုကောင်းမယ်ငါကကြောက်လုံးလုံးသေးတောင်ပေါက်ချင်နေပြီတာလာရဖျားစာရွတ်ပြီးပြေးရအောင်ကွာမင်းမလိုက်လဲငါပြေးတော့မယ်ငါကြောတွေမလုံတော့ဘူးကွာတန်လုံးရဲ့ပြောကြောင့်တာလာတယောက်အသက်ကိုတဝကြီးရှူသွင်းလိုက်ပါတယ်ပြီးတော့မှတန်လုံးရဲ့လက်ကိုကြစ်နေအောင်လှမ်းဆွဲလိုက်တယ်ပြီးတာပဲကွာငါတို့လက်မဖြုတ်ကြည့်ပြေးကြမယ်ဒါပေမဲ့တခုရှိတယ်ကွာငါတို့နောက်ကလာနေတဲ့အကောင်ကတရေမဟုတ်ပဲကြက်တီဖြစ်နေရင်ပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်သူတို့ရှီမှာအတန်မပြူရဘူးလို့ငါကြားဘူးတယ်အဲ့ဒါကြောင့်ဘာကြီးပဲတွေ့တွေ့အတန်လုံးဝမထွက်မိစေနဲ့ကြားလာဟိကောင်တန်လုံးကလည်းရင်ကောင်းအတန်ကြီးနဲ့အင်းဆိုပြီးတော့ရေရွတ်လိုက်ပါတယ်တာလာနဲ့တန်လုံးတို့ကနောက်ကိုတဖြည်းဖြည်းချင်းလှည့်လိုက်တယ်မြင်လိုက်ရတာကလားရောင်အောင်မှာတရွေ့ရွေ့ချင်းကပ်လာတဲ့အရေးနှစ်ခုပါနှစ်ယောက်သားအဲ့ဒီအရေးကိုမြင်ပြီးတော့အကြီးအကျယ်ကိုလန့်ဖြန့်သွားတယ်အတန်လည်းမပြူရဲတာကြောင့်ဗဇက်သေးကိုလက်ထည့်လိုက်ပြီးတုတ်ချီတင်ပြေးကုန်ကြပါတယ်သူတို့တင်းချိုင်းအပြင်ကိုရောက်တဲ့အခါမှာတော့အရေးကြီးနှစ်ခုကကျောင်းတကာကြီးရဲ့မြေပုံနားမှာရောက်နေကြတယ်ဟဲ့ကောင်လာစမ်းပါကွာတွတ်ဆုပ်နဲ့ကွာဒီမှာကျောင်းတကာကြီးရဲ့မြေပုံရောက်နေပြီကွာတာထူးကနောက်မှကြံခဲ့တဲ့ချစ်အောင်ကိုလှမ်းပြောလိုက်ပါတယ်ချစ်အောင်တယောက်တင်းချိုင်းရောက်ဝကိုငယ်ဆောင်ကြည့်လိုက်တယ်ငါအခုနကရိတ်ကနေဖြတ်ပြေးသွားတဲ့အရေးတွေမြင်လိုက်ရတယ်ကွာတရေ6ခံရပြီထင်တယ်ကွာဟာကွာမင်းကလည်းတင်းချိုင်းလာမှတော့တရေတွေ့လေဘာဖြစ်လဲကွာမင်းကိုရှာကြီးထုတ်ပြမသွားရင်ပြီးတာပဲမင်းကိစ္စကိုအမြန်လုပ်ပါကွာချစ်အောင်ရတာထူးရဲ့စော်မှုကြောင့်ချစ်အောင်ကကြောက်လန့်တကြားနဲ့ပဲတောင်းပန်လိုက်ပါတယ်ဘာကြီးဖိုးမှန်ရဲ့နေ့လေကကျွန်တော်လေးခွားနဲ့ပြစ်မိတာစိတ်မဆိုးပါနဲ့ဘွေမယူပါနဲ့နော်အဲ့ဒါလာပြီးတော့တောင်းပန်တာပါဗျချစ်အောင်ကတောင်းပန်ပြီးတဲ့အခါမှာတော့တာထူးကဝါကနေတန်းဝေလိုက်ပါတယ်ကဲပြီးရင်လည်းပြန်ကြမယ်ဟိငါတအားကိုအိတ်ချင်နေပြီကွာချစ်အောင်ရဇက်ကြောတွေလည်းလေးသလိုတက်သလိုကြီးကွာအဲ့ဒီနောက်မှာတော့နှစ်ယောက်သားကျောင်းတကာကြီးရဲ့မြေပုံရှိကနေလှည့်ပြန်ဖို့ပြင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲချစ်အောင်ရဲ့မျက်လုံးကလားရောင်အောက်တနေရာစီကိုရောက်ရှိသွားတယ်ချစ်အောင်တယောက်အဲ့ဒီနေရာကိုရှောက်သွားပြီးတဲ့နောက်အန်အားသင့်ဟန်နေသူ့ရဲ့မျက်နှာမှာရှက်သန်းသွားပါတယ်ဒီကနေ့လဲရှင်ဦးဖိုးအောင်ရဲ့အလှရှိတာကြောင့်ရွာသူရွာသားတွေကအတော်အသင့်ကောင်းမွန်တဲ့ဝတ်စားတွေဝတ်ပြီးတော့ရွာဦးကျောင်းကိုသွားနေကြတယ်ရွာဦးကျောင်းရဲ့ကျောင်းပေါ်မှာတော့ဦးဖိုးအောင်တယောက်လိုအပ်တာတွေကိုစီမံခန့်ခွဲနေတယ်လို့ကိုရင်ပြုတ်မဲ့ကိုရင်လောင်းနှစ်ယောက်ကတော့ကျောင်းဝင်းထဲမှာရှိတဲ့ညောင်မင်းကြီးရဲ့အောက်မှာမျက်နှာမသားမရလေးတွေနဲ့ထိုင်နေကြပါတယ်ကျောင်းဝင်းထဲကိုရောက်လာတဲ့ရွာသူရွာသားတွေကကိုရင်လောင်းတွေကိုမြင်တွေ့လိုက်ရတယ်ဟဲ့ကိုရင်လောင်းနေအဲ့မှာထိုင်ပြီးတော့ဘာလုပ်နေကြတာလဲကျောင်းပေါ်တက်ကြလေဟဲ့ချစ်အောင်ကမှုန်တီတီရုံနဲ့လှမ်းကြည့်ရင်ပြန်ပြောပါတယ်အချိန်စောသေးလို့ထိုင်နေတာပေါ့ဗျလာပြီးတော့ဆရာကြီးမလုံးနဲ့အပြိုကြီးအဲ့ဒီအပြိုကြီးတို့အုတ်ကျောင်းဘုတ်ကိုတက်သွားတဲ့အခါမှာတော့တာထူးကပြောပါတယ်ချစ်အောင်ငါမင်းကိုပြောမယ်နဲ့မပြောဖြစ်ဘူးကွာဟိုနင်းညာကတင်းချိုင်းကပြန်လာပြီးကြတဲ့ကငါအိမ်မဆိုးတွေကြီးမှတ်နေတယ်ဘာရီမတ်တော့မမှတ်မိဘူးကွာဒါပေမဲ့အိမ်မက်ထဲမှာတိတ်ကိုကြောက်ဖို့ကောင်းတယ်ကွာအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ချစ်အောင်ကလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်ဟေး
မင်းလည်းအဲ့လိုကြီးဖြစ်နေတာလားငါလည်းမင်းလိုပဲကွာအမြင့်ကပြုတ်ကြသလိုတအားထိတ်လိုက်တဲ့ပုံမျိုးတွေအိမ်မက်ထဲမှာကြုံရတယ်ဒါဆိုရင်တင်းချိုင်းကပြန်လာပြီးကြတဲ့ကငါတို့နှစ်ယောက်လုံးတိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာပဲတခုခုတော့လွဲနေပြီထင်တယ်တာထူးကအဲ့လိုရေရွတ်ပြီးတော့တပ်ပြင်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူကြီးတယောက်ရဲ့လန့်ခေါ်တာကိုကြားလိုက်ရတယ်ကိုရင်လောင်းနေစံချဖို့ဆရာတော်ကြီးခေါ်နေပြီဟေ့အမြန်လာကြကွာအဲ့ဒီလူကြီးရဲ့လှမ်းပြောမှုကြောင့်ချစ်အောင်တို့နှစ်ယောက်ကထိုင်ရာကထပြီးကျောင်းဘက်ကိုရှောက်ခဲ့ကြတယ်အဲ့ဒီနောက်မှာတော့ချစ်အောင်နဲ့တာထူးတို့ကစံချတာသင်္ကန်းစီးတာတွေကိုပြုတ်လုပ်ကြရတယ်ကိုရင်စီးတဲ့အမှုပြီးတဲ့အခါမှာတော့ဆရာတော်ဖျားကြီးကမိန့်ပါတယ်ကဲကိုရင်တို့အခုချိန်ကစပြီးကိုရင်တို့ကဖျားရဲ့သားတော်ဘွားကိုရောက်သွားပြီဗျအဲ့ဒါကြောင့်အပြောအဆိုအနေထိုင်အားလုံးလူဘွားလိုမနေရတော့ဘူးအားလုံးကိုပြောင်းလဲပြရမယ်နေနီးထိုင်နီးတွေအားလုံးဥပစင်းကြီးကတင်ပေးလိုက်မယ်ကဲဥပစင်းကြီးရေကိုရင်တွေကိုနေရာချထားပေးလိုက်ပါဆရာတော်ရဲ့မိန့်ကြားမှုကြောင့်ကိုရင်နှစ်ပါးကဆရာတော်ကိုဦးချပြီးဥပစင်းနောက်ကိုလိုက်သွားပါတယ်ချစ်အောင်ကပြောင်းနေတဲ့ခေါင်းကိုပုတ်တက်လိုက်ရင်ပြောတယ်ကရုံးနဲ့နေရတာတမျိုးကြီးပဲကွာရားသလိုလိုနဲ့ဟာလာဟင်းလင်းကြီးမင်းရောဘလူနေတော့တာထုသပင်မရှိတော့ခေါင်းကပေါ့သွားတာပေါ့ကွာငါကတော့ကရုံးနဲ့နေရတာကြိုက်တယ်ဟိဥပစင်းကြီးကသူတို့ကိုခြေတန်းရှိပြင်ကြောင်းကြီးပေါ်ကိုခေါ်သွားပါတယ်ကဲကိုရင်တို့ဒီမှာကိုရင်တို့ကျင်းရမယ်မနဲ့အုံမောင်းခောက်တာနဲ့အိယာထားရမယ်နော်အခုတော့နားလိုက်ကြတော့ဥပစင်းသွားမယ်ဥပစင်းကြီးကသူတို့ကိုနေရာချထားပေးပြီးပြန်ထွက်သွားပါတယ်ချစ်အောင်တို့ကတင်ပြူးပြထက်မှာခြေပစ်လက်ပစ်လှဲချလိုက်တယ်ဟာတင်ကန်းကြီးကလည်းပူအိုက်နေတာကွာငါတော့ကိုရင်ဘွားကိုဘယ်နှရက်တောင်အောင်ကြီးနေရမလဲမသိဘူးဟေ့အကြာကြီးဝေးရမှာတော့တေးကြရဲချစ်အောင်ရမင်းအဘကမင်းကိုမနိုင်လို့ဆရာတော်ကြောင့်ကိုပို့လိုက်တာပဲနေတဲ့အောင်ကြိုးစားဖို့ကွာငါကတော့ပင်မလို့အိတ်ချင်နေပြီအိတ်ပြီကွာတာထူးကပြောဆိုပြီးတော့မျက်လုံးမိတ်ပြီးအိတ်ဖြစ်လိုက်ပါတယ်ချစ်အောင်လဲဘဲညာလှည့်ရင်တဖြည်းဖြည်းနဲ့အိတ်ပျော်သွားတယ်စူညံတန်နေကြောင့်ကိုရင်နှစ်ပါးလန့်နှူသွားတယ်ဘာတန်နေလဲတာထူးရဘဲကလဲကွာဟာငါလည်းမသိဘူးလေကွာကျောင်းအောက်ကဖြစ်မှာပေါ့ကျမ်းပေါက်ထဲကနေငုံကြည့်အောင်နှစ်ယောက်သားကျမ်းပေါက်ကနေအောက်ကိုချောင်းပြီးတော့ကြီးလိုက်ပါတယ်ပြင်ကျောင်းကြီးရဲ့အောက်ဖက်မြေတလင်းမှာတော့ရွာသားနှစ်ယောက်ကဂရင်အဟောင်းကြီးတစ်လုံးကိုတက်ဆင်နေကြတယ်ဟာဂရင်ကြီးကအကြီးကြီးပဲကွာကြည့်ရတာငါတို့အိတ်ဖို့လာဖို့တာလားမသိဘူးနော်တာထူဟာမဖြစ်နိုင်ပါဘူးကွာငါတို့အိတ်ဖို့ဆိုရင်ကျောင်းမော်ကိုတင်မှာပေါ့ကွာအခုကကျောင်းအောင်မှာပဲထားရဟာကိုနှစ်ယောက်သားစကားပြောနေတဲ့အချိန်မှာပဲရွာသားတွေကဂရင်တက်ဆင်ခြင်းလုပ်ငန်းပြီးဆုံးသွားပါတယ်ရွာသားတွေပြန်ထွက်သွားတဲ့အခါမှာတော့ချစ်အောင်တို့နှစ်ယောက်ကကျောင်းမော်ကဆင်းပြီးဂရင်ကြီးကိုလှက်ပက်ကြည့်လိုက်တယ်ဂရင်ကြီးကရှေးဟောင်းဂရင်ကြီးကွာပုတ်လုံးတိုင်ကြီးတွေနဲ့အိတ်လိုက်ရရင်တော့ဇိမ်မဲကွာကိုရင်ချစ်အောင်ကဂရင်ကြီးပေါ်တက်ပြီးတော့အိတ်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့တကူလုံးကြက်သိန်းတစ်ဖြန်းဖြန်းထသလိုခံစားလိုက်ရတယ်ဘာလဲကွာငါတကူလုံးကြက်သိန်းနေထနေတယ်တာထုမင်းရောဖြစ်သေးလားချစ်အောင်ကဂရင်ပေါ်ကလူးလေထားရင်မေးလိုက်ပါတယ်ဂရင်ဘေးမှာရက်နေတဲ့တာထူးကခေါင်းခါပြရင်ပြန်ဖြေတယ်မဖြစ်ပါဘူးကွာကြက်သိန်းထတာပဲကွာသူ့ဟာသူထကျင်တဲ့အချိန်ထမှာပေါ့မင်းထတိုင်းငါကထရမှာလားကွာကိုရင်နှစ်ယောက်အဲ့လိုပြောနေတဲ့အချိန်မှာပဲကိုရင်ချစ်အောင်ရဲ့ဖခင်ကြီးရောက်ရှိလာပါတယ်ကိုရင်ကာဝီတို့အစင်ပြေရဲ့လားဘလို့လဲဖေဟာဦးဖိုးအောင်ကအဲ့လိုမေးရင်အနားကိုရှောက်သွားတယ်ပြည်တော့ပြည်ပါတယ်တကားကြီးကိုရင်တို့ကဘယ်နှစ်ရက်လောက်ဝေးရမှာလဲကိုရင်ကာဝီတစ်ဖြစ်လဲချစ်အောင်ကဖခင်ဖြစ်သူကိုမေးလိုက်ပါတယ်ဦးဖိုးအောင်ကအေးဘူးကိုဖွင့်ပြီးခွက်ထဲကိုထည့်ရင်းနဲ့ပြောပါတယ်သာသနာပေါင်းဆိုတာရောက်ခဲ့ပါတယ်ကိုရင်ရဲ့သင်္ကန်းစီးမဲ့စီးလဲအ ਨੇ ဆုံးတစ်လလောက်တော့စီးသင့်ပါတယ်ဒီမှာကိုရင်တို့ကိုအေးလာကက်တာပါပြီးရင်တပည့်တော်ပြန်တော့မယ်ဦးဖိုးအောင်ကအဲ့လိုပြောလိုက်တဲ့အခါမှာတော့ကိုရင်ချစ်အောင်တယောက်မျက်နှာကိုရှုံ့မဲ့သွားပါတယ်ဦးဖိုးအောင်ကကိုရင်နှစ်ပါးကိုအေးကပ်ပြီးတဲ့နောက်နှုတ်ဆက်ပြီးတော့ပြန်ထွက်သွားတယ်အဘကလည်းမဟုတ်သေးပါဘူးကွာတလတော်မှကိုရင်ဝစ်နေရအောင်ပါငါတော့ဒီရက်တွေကိုဘလို့ဖြတ်ရမလဲမသိဘူးဟေ့ညစာကလည်းမစားရဘူးမနဲ့ကြရင်လည်းအစောကြီးထရမှာတကယ်ပါပဲကွာကိုရင်ချစ်အောင်ရဲ့မျက်နှာရှုံ့မဲ့ပြီးပြောလိုက်တဲ့စကားကြောင့်ကိုရင်တာထူးကပြန်ပြီးပြောပါတယ်ငါကတော့မင်းလိုမဟုတ်ဘူးဟေ့ကိုရင်ဘွားကထွက်ရမှာကိုကြောက်တာကွာကိုရင်ဝေးရတာကောင်းတယ်လူဝေးကပင်မနေကွာကဲပါကွာငါတို့ကြောင်းဝင်းထဲကိုရှောက်ကြည့်ရအောင်အဲ့ဒီနောက်မှာတော့ကိုရင်နှစ်ပါးကပြင်ကျောင်းကြီးတွေကနေထွက်ခွာခဲ့ကြပါတယ်ကိုရင်နှစ်ပါးကကျောင်းဝင်းကြီးရဲ့ဝင်းကျင်ကိုငေးမောကြည့်ရှုနေကြတယ်တစ်ပင်ကြီးတွေကအုံဆိုင်နေရပဲကွာကြည်စမ်းမအောင်စာကလေးတွေလည်းအများကြီးပဲကွာဒီအချိန်စာပစ်လိုက်ရရင်တော့တိတ်ကောင်းပါပဲကွာ
ဟဲ့ကောင်ချစ်အောင်သင်္ကန်းဝေကြီးနဲ့အာကုသိုလ်စကားမပြောနဲ့ကွာငရဲကြီးတတ်တယ်ပြီးတော့ကျောင်းဝင်းထဲကငှက်တွေကိုဘယ်သူမှပြစ်ခွင့်မရှိဘူးဆရာတော်ကြီးကတားမြစ်ထားတယ်ကွာနှစ်ယောက်သားစကားတပြောပြောနဲ့ကျောင်းဝင်းရဲ့အနောက်ဘက်ပိုင်းစီကိုရောက်သွားကြတယ်ကိုရင်ချစ်အောင်ကလမ်းလျှောက်နေရကနေရုတ်တရက်ရက်တန်းလိုက်ပြီးနောက်ကိုခေါင်းငယ်ပြီးကြည့်လိုက်ပါတယ်နောက်ကနေတယောက်လိုက်နေသလိုခံစားရတဲ့အတွက်ကြောင့်ပါချစ်အောင်ဘာဖြစ်တာလဲကွာတာထူးရဲ့အမေကြောင့်ချစ်အောင်ကခေါင်းရမ်းပြလိုက်ပါတယ်ဘာမှမဟုတ်ပါဘူးကွာချစ်အောင်ကအဲ့လိုပြောရင်းနဲ့ဆက်လျှောက်လိုက်တယ်ကျောင်းဝင်းကြီးရဲ့အနောက်ပိုင်းကိုရောက်တော့အသုံးမပြုတော့တဲ့ဇရက်ပြက်ကြီးတစ်လုံးကိုတွေးလိုက်ကြတယ်ကိုရင်တာထူးကဇရက်အိုကြီးရှိရာကိုရှောက်သွားပါတယ်ဇရက်ကြီးကပြက်စီးနေပြီပဲနှစ်ဖူးစည်းတစ်ခုပဲကောင်းတော့တယ်အမေနှစ်ဖူးစည်းမှာစားတောင်ရေးထားသေးရဲ့ကွာချစ်အောင်ရတွေးလားကိုရင်ချစ်အောင်ကတာထူးညွန်ပြတဲ့နေရာကိုမော့ကြည့်လိုက်ပါတယ်အေးကွာဇရက်တကာအမည်ကိုထိုးထားတာဗါတဲ့ကျောင်းတကာကြီးဦးဖိုးမှန်မိသားစုကောင်းမှုတဲ့ကွာဒါဆိုရင်ဟိုတလောကတိတ်သွားတဲ့ကျောင်းတကာကြီးလှူထားတဲ့ဇရက်ကြီးပေါ့အီးဟုတ်တယ်ကွာဦးဖိုးမှန်ကြီးကအလှူဒန်းတိတ်ရရောတာငါတို့ရွာကဇေဒီပထိုးကျောင်းကန်နေမှာသူ့နာမည်ကပီးတွေကြီးပဲကွာအေးလီသူကအခုလောက်ဆိုရင်နိဗ္ဗာန်အောင်ရောက်နေလောက်ပြီကွာတို့လည်းသူ့လိုလှူဒန်းနိုင်အောင်ကြိုးစားရမယ်ကွာအဲ့ဒီနေ့ညတကောင်ရံအချိန်မှာကိုရင်ကာဝိနဲ့ကိုရင်တော်မတို့ကပြင်ကျောင်းကြီးပေါ်မှာနှစ်ချိုက်စွာအိမ်မောကြနေပါတယ်အဲ့ဒီညကလာမိတ်ညဖြစ်တယ်လို့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းပိမ့်ပိတ်အောင်မဲမောင်နေတယ်ပူခိုက်တဲ့ရာသီဥတုနဲ့အတူနားထဲတိုးဝင်လာတဲ့အတန်တစ်ခုကြောင့်ကိုရင်ချစ်အောင်နှိုးသွားပါတယ်ချစ်အောင်ကအတန်ကိုနားဆွင့်ရင်းနဲ့တာထူးကိုလှုပ်နှုတ်လိုက်တယ်တာထူးတယောက်ကအင်းအဲနဲ့အတန်ပြုတ်ပြီးတော့နှိုးသွားပါတယ်ဟာဘာလဲချစ်အောင်ရငါအိတ်ကောင်းနေတဲ့ဟာကိုငါအရင်အိုက်နေတယ်ကွာပရင်းပေါက်ထဖွင့်ပေးစမ်းပါပြီးတော့အတန်တန်လေးကြားနေရတယ်ချစ်အောင်ရဲ့စီခိုင်းမှုကြောင့်တာထူးကမထကျင်ထကျင်နဲ့ပရင်းပေါက်တကားကိုထဖွင့်ပေးလိုက်တယ်ပရင်းတကားအဖွင့်မှာကြားလိုက်ရတဲ့အတန်ကြောင့်တာထူးတယောက်အိတ်ချင်စိတ်တွေလွင့်သွားပါတယ်ဘဲကအတန်တော့ကွာတကြွကြွနဲ့အီးငါပြောတာလေအဲ့ဒီအတန်ပဲကွာအခုနကလေးကကြားနေရတာကြည့်ရတာအောက်ကဂရင်ကြီးပေါ်ခွေးတွေဘာတွေများတက်နေသလားမသိဘူးအတန်မြည်စရာဆိုလို့ဂရင်ကြီးပဲရှိတာကွာငါတို့တွေအောက်ဆင်ပြီးတော့ကြည့်ကြရအောင်မင်းမိကွက်ထွန်းလိုက်ကွာကိုရင်ကာဝိရဲ့စကားကြောင့်ကိုရင်တော်မကစီမီကွက်ကိုမင်းညိပြီးလှေကားဘက်ကိုထွက်ခဲ့တယ်ကိုရင်တစ်ပါးကပြင်ချောင်းကြီးရဲ့လှေကားတွေကနေအောက်ကိုငုံကြည့်လိုက်ကြတယ်စီမီကွက်ရဲ့လင်းရောင်အောင်မှာမြင်လိုက်ရတဲ့အရာကြောင့်နှစ်ယောက်သားခေါင်းချင်းမတက်မျက်လုံးပြူးသွားပါတယ်ကျောင်းအောင်မှာရှိတဲ့ရှီးဟောင်းကရင်ကြီးကဘသူမှမရှိပဲတကြွကြွနဲ့လှုပ်ရမ်းနေတယ်ကိုရင်တော်မကတေးကြအောင်မျက်လုံးကိုပုတ်တက်ပြီးတော့ကြည့်လိုက်သေးတယ်ဟာဂရင်ကြီးကသူ့ဘာသာသူလှုပ်ခါနေပါလားကွာငါတို့တော့တရေ6ခံရပြီထင်တယ်ဟိဟုတ်တော့ဟုတ်တယ်ကွာဒါပေမဲ့ငလင်များလှုပ်နေတာလားကွာဟာမင်းကလည်းငလင်လှုပ်ရင်တကြောင်လုံးလှုပ်နေမှာပေါ့ကွာတေးကြတယ်ကွာဒါငါတို့တရေ6ခံနေရတာပြောပြောဆိုဆိုနဲ့မိခွက်အလင်းရောင်အောင်မှာတယောက်မျက်နှာတယောက်ကြည့်ရင်ကျောင်းပေါ်ကိုပြေးတက်ကြပါတယ်သူတို့ကျောင်းပေါ်ပြန်ရောက်တော့ဘာအတန်းမှမကြားရတော့ဘူးကိုရင်နှစ်ပါးကပူပူလောင်လောင်ကြီးနဲ့ပဲစောင်းကိုခေါင်းအထိဆွဲချုံပြီးတော့ငြိမ်သက်နေကြပါတယ်တရေ6ခံရပြီဆိုတဲ့အသီးစိတ်ကြောင့်ရင်းနေတဒိန်ဒိန်ခုန်ပြီးတကူလုံးလဲတုံရင်းနေပါပြီအဲ့ဒီအချိန်မှာပဲတဒုံဒုံနဲ့ခြေတံပြင်းပြင်းကိုကြားလိုက်ရတယ်ခြေတံကြီးကကျောင်းရဲ့ဒကမာကြီးရှိမှရက်သွားပြီးတော့မင်းတို့ထိုးထားတဲ့တကားကြီးကအလိုလိုပွင့်သွားတယ်ကိုရင်နှစ်ပါးကတော့တက်တဲ့ဖျားစာတွေကိုရွတ်ဖက်ရင်းနဲ့စောင်းပုံထဲကကိုမထွက်ရဲကြပါဘူးပြင်းထန်လာတဲ့ခြေတံကြီးကသူတို့ရှိတဲ့စီကိုဥတီလာနေတာပါနှစ်ယောက်သားကိုနှလုံးခုန်တန်းကိုပြန်ကြားရအောင်ကြောက်လန့်နေကြပါတယ်အဲ့ဒီအခါမှာပဲကိုရင်ကာဝီရဲ့ခြုံဆောင်ကလေထဲမှာဝဲကနေလွင့်တက်သွားတယ်ကိုရင်ကာဝီတယောက်လမ်းဖြန့်ပြီးကြီးလိုက်တဲ့အခါမှာတော့သူ့ကိုဒေါသတကြီးကြည့်နေတဲ့ကြောက်မက်ဖွယ်မျက်နှာကြီးတစ်ခုကိုမြင်လိုက်ရပါတယ်အားကနေအော်ဟစ်လိုက်တဲ့ကိုရင်ကာဝီရဲ့အတန်ကြီးကကြောင်းဝင်းတစ်ခုလုံးကိုဟိမ့်ထွက်သွားတယ်ညကြီးချိန်မတော်ကပ္ပိယကြီးရဲ့လာခေါ်မှုကြောင့်ဦးဖိုးအောင်တယောက်ဖုန်ကြီးကျောင်းစီကိုအပြေးလွှားရောက်လာပါတယ်။သားဖြစ်တဲ့သူကိုရင်ကာဝေးရှိတဲ့ပြင်ကျောင်းကြီးပေါ်ရောက်တော့ဆရာတော်ကြီးနဲ့တူဦးပစင်းကိုပါတွေးလိုက်ရတယ်။ဦးဖိုးအောင်ကစိတ်ပူတကြီးနဲ့လက်အုပ်ချီရင်ဆရာတော်ကိုရှောက်ထားလိုက်တယ်။ဆရာတော်ဖေဟာဘာဖြစ်တာပါလဲဖေဟာကိုရင်ကာဝေးဘာဖြစ်တာလဲ။ဆရာတော်ကတပြင်းအသာချရင်နဲ့ပြန်ဖြေပါတယ်။ကိုရင်ကာဝေးကပရလောကသားရဲ့6လန့်ခြင်းကိုခံရတယ်လို့ပြောရှာတယ်။သူ့ရဲ့ထိတ်လန့်မှုပြည်စေဖို့ဖုန်ကြီးကရေမန်းတိုက်ထားရတယ်ကွ။ဖုန်ကြီးတို့ကြောင်းဝင်းထဲမှာဓာမျိုးတစ်ခါမှမရှိခဲ့ဘူး။ကိုရင်နဲ့တကာကြီးနဲ့စကားပြောကြည့်ပါဦး။ဖုန်ကြီးပြန်ကြွတော့မယ်။ဆရာတော်ကအဲ့လိုမိန်ကြားပြီးတော့ကျောင်းမော်ကနေကြွသွားပါတယ်။ဦးဖိုးအောင်ကတားဖြစ်သူကိုစူးစိုက်ကြည့်ပြီးတော့မေးပါတယ်။
လူဝစ်တုံကအကျင့်နေမပြောက်သေးဘူးလားကိုရင်ရဲ့ဘာဖြစ်လို့ဆရာတော်ကြီးကိုရှောက်ပြောရတာတော့တာသနာပေါ်မှာမပြောပိုက်လို့ဒီလိုလုပ်နေတာမလားကိုရင်ကာဝီကဖခင်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ရင်ခေါင်းခါရမ်းလိုက်ပါတယ်မဟုတ်ပါဘူးတကာကြီးရဲ့ကိုရင်ကိုတလောကသိဆုံးသွားတဲ့ကျောင်းတကာကြီးဦးဖိုးမှန်လာပြီးတော့6လန့်တာတကယ်ပါကိုရင်ညာမပြောရဲပါဘူးတကာကြီးမယုံရင်ကိုရင်တော်မကိုမေးကြည့်ပါရှောက်မပြောနဲ့ကိုရင်ဖះတကာကြီးကဘလို့လုတ်ပြီးတော့6လန့်နိုင်မလဲအခုလောက်ဆိုရင်ကောင်းရဘုံဘွားကိုရောက်နေလောက်ပြီဘာမှအကြောင်းမပြနဲ့ကိုရင်ဒါမျိုးကိုနောက်တစ်ခါမလုပ်ပါနဲ့ဟုတ်ပြီသားပဲကိုရင်လေးရဲ့ကျောင်းတကာကြီးဖိုးမှန်ကကိုရင်ကိုဘာကိစ္စ6လန့်ရမှာတော့ကဲပြန်ချင်းကြီးတော့ဦးပစင်းကြီးလည်းသွားတော့မယ်ဦးပစင်းကြီးကအဲ့လိုပြောပြီးတာနဲ့ပြန်သွားပါတယ်ကိုရင်နှစ်ပါးကတယောက်မျက်နှာတယောက်ကြည့်ရင်စိတ်ပြက်စွာခေါင်းရမ်းလိုက်မိတယ်ငါတို့တရေ6ခံရတာတော့ဟုတ်တယ်ကွာဒါပေမဲ့ကျောင်းတကာကြီးတရေဆိုတာတော့မယုံနိုင်ဘူးကွာငါကိုယ်တိုင်မျက်နှာကြီးကိုမြင်လိုက်ရတာကွာဘာလို့ငါပြောတာကိုအားလုံးကမယုံကြတာလဲတကယ်ပါပဲကွာကျောင်းတကာကြီးကဘာလို့ငါ့ကိုရွေးပြီးတော့6ရတာလဲကွာမင်းကသူ့အလောင်းကိုခွားနဲ့ဆော်ထားလို့ဖြစ်မှာပေါ့ကွာကဲပါတွေးမနေနဲ့တော့ပြန်အိတ်လိုက်တော့မကြခင်အုံမောင်းခောက်တော့မယ်ခဏကြာတော့ကိုရင်တော်မကအိမ်မောကျသွားပါတယ်ဒါပေမဲ့ကိုရင်ကာဝီတယောက်ကတော့အိတ်မရပါဘူးကျောင်းတကာကြီးဦးဖိုးမှန်ရဲ့ကျောင်းမက်ဖွယ်မျက်နှာကြီးကမျက်လုံးထဲကနေမထွက်နိုင်ဘူးကိုရင်ကာဝီတယောက်ပြူးကြောင်ကြောင်မျက်လုံးအစုံနဲ့အာယုံတက်ချင်ကိုရောက်ခဲ့ရပါတယ်နောက်တစ်နေ့ရောက်တော့ကိုရင်ကာဝီတို့ကဥပစင်းနေနဲ့အတူစိုးငံထွက်ကြရတယ်ရွာရဲ့နောက်ပိုင်းကိုရောက်တော့ကိုရင်ကာဝီရဲ့ခေါင်းနဲ့ကျင်းကနေဖြစ်သွားပြီးတကူလုံးလဲကြက်သိမ်းထသလိုခံစားလိုက်ရတယ်အဲ့ဒါကြောင့်ခြေလန်းရက်ပြီးတော့ပတ်ဝန်းကျင်ကိုမျက်လုံးဝေးကြည့်လိုက်မိတယ်ဒီအခါမှာညောင်မင်းအိုကြီးတမင်ရဲ့နဘေးကသူ့ကိုစူးစိုက်ကြည့်နေတဲ့လူကြီးတယောက်ကိုတွေ့လိုက်ရပါတယ်ညောင်မင်းအိုကြီးနဲ့ကိုရင်ကာဝီကအလန်းကွာဝေးတာကြောင့်အဲ့ဒီလူကြီးရဲ့မျက်နှာကိုတေချာမမြင်ရပါဘူးဒါပေမဲ့သူ့ကိုစူးစိုက်ကြည့်နေတာတော့ခံစားနေရတယ်သူလည်းလှမ်းအကဲခတ်နေတော့မှပဲအဲ့ဒီလူကြီးရဲ့ခေါင်းကခန္ဓာကိုယ်ကနေကင်းကွာပြီးတော့လေထဲမှာပြန်ဝဲသွားတယ်ကိုရင်ကာဝီတယောက်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးအကြီးအကျယ်ကိုထိတ်လန့်သွားပါတယ်ထိတ်လန့်စိတ်နဲ့အတူလက်ထဲမှာပိုက်ထားတဲ့တပိတ်ကအမတ်တမဲနဲ့မြေပေါ်ကိုလွတ်ကျသွားပါတယ်ဒုက္ခနဲ့အတန်ကြောင့်ရှေ့ကဥပစင်းတွေခြေလန်းရက်ပြီးတော့လှည့်ကြည့်ကုန်ကြတယ်ကိုရင်ကာဝီတပိတ်ဆိုတာလွတ်ကျရတဲ့အရာမဟုတ်ဘူးဘလောက်အပြစ်ကြီးသလဲဆိုတာကိုရင်သိရဲ့လားဥပစင်းကြီးရဲ့အတန်ကြောင့်ကိုရင်ကာဝီတယောက်ကြောက်လန့်နေရကနေသတိဝင်လာပါတယ်တပည့်တော်တမင်လောက်တာမဟုတ်ပါဘူးဖေ။မကောင်းဆိုးဝါးမြင်လိုက်ရလို့လန့်ဖြန့်ပြီးတော့လွတ်ကျသွားတာပါ။တပည့်တော်ကြောက်တယ်ဖေ။ဥပစင်းကြီးကစိတ်မသက်မသာဟန်နဲ့ခေါင်းကိုခါရမ်းလိုက်ပါတယ်။ဒီစကားကိုထပ်မပြောပါနဲ့တော့ကိုရင်။ကိုရင်ဖခင်ကကျုပ်တို့ကိုပြောပြီးပြီ။ကိုရင်ကလူထွက်ချင်လို့ပြောနေတယ်ဆိုတာသိတယ်။ကြုံကြိုက်ခဲတဲ့သာသနာပေါ်မှာအေးနေပါကိုရင်ရဲ့။ဥပစင်းကြီးကအဲ့ဒီလိုပြောပြီးတာနဲ့ဆက်ပြီးတော့ကြွသွားပါတယ်။ကျောင်းကိုပြန်ရောက်တဲ့အခါမှာကိုရင်တော်မကမေးပါတယ်။မင်းဘာဖြစ်နေတာလဲကွာတပိတ်လွတ်ကြလောက်အောင်ထီတော့မဖြစ်သင့်ပါဘူးကွာဟာမဟုတ်ဘူးကွာငါတကယ်ကိုညောင်မင်းကြီးနားမှာကျောင်းတကာကြီးတရေကိုတွေးလိုက်ရတာခေါင်းကြီးပြက်ပြီးတော့ရှောက်သွားနေတာကွာတိတ်ကိုကြောက်ဖို့ကောင်းတယ်မင်းပြောတာကိုငါနားလေပါတယ်ငါကိုယ်တိုင်လဲဟိုတညက6ခံရတာပဲကွာဒါပေမဲ့မင်းလိုမျိုးကိုထင်မမြင်ရတော့ကျောင်းတကာကြီးတရေဆိုတာယုံဖို့ခက်နေတယ်ဟုတ်တယ်ကွာကျောင်းတကာကြီးတရေကငါ့ကိုပဲဘာလို့ရွေးပြီးတော့6လက်နေရတာလဲမသိပါဘူးကွာငါမှသူအားသူပချတဲ့နေတော့ငါသူ့အလောင်းကိုခွားနဲ့စော်မိတဲ့အပြစ်လေးပဲရှိပါတယ်ငါ့ကိုဘာလို့ဒီလိုကြီး6လန့်တယ်လဲဆိုတာလုံးဝကိုစဉ်းစားလို့မရဘူးကွာအဲ့ဒီလိုပြောဆိုပြီးတဲ့နောက်မှာတော့ကိုရင်နှစ်ပါးကကျောင်းရဲ့ဝေယဝစ္စတွေကိုပြုလုပ်ကြရပါတယ်နေစွန်းဖုံးပြီးချိန်မှာတော့ကိုရင်ကဝေးကစွန်းစားဆောင်အတွက်ရေကိုကူးတယ်ပေးရတယ်တင်းမိုင်နေတင်ကန်းတွေကိုလဲလှယ်ပြီးတဲ့နောက်မှာတော့အလင်းအမြန်ပဲကျောင်းအုပ်ကိုပြန်ဆင်းခဲ့တယ်လှေကားရဲ့အောက်ဆုံးအထစ်ကိုရောက်တော့သူ့ရဲ့တကူလုံးရှင်းကနေဖြစ်သွားတယ်အဲ့ဒါကြောင့်နောက်ကိုစက်ကနေပဲလှည့်ကြည့်လိုက်မိပါတယ်ပြင်ချောင်းကြီးရဲ့အောက်မြေတလင်းပေါ်ကဂရင်ကြီးအဲ့ဒီဂရင်ကြီးထပ်မှာတမင်ငွေထိုင်နေတဲ့လူတယောက်အဲ့ဒီလူကသူ့ကိုကြောပေးထားတယ်ရုတ်တရက်ဆိုသလိုပဲအဲ့ဒီလူကကိုခန္ဓာမရွေပဲသူ့ဘက်ကိုခေါင်းကြီးပဲလဲလာပါတယ်မျက်လုံးထဲမှာထင်ကနေမြင်ရတဲ့အရာကြောင့်ကိုရင်ကာဝီတယောက်အတန်မထွက်နိုင်လောက်ထိတ်လန့်သွားတယ်ကျောင်းတကာကြီးတရေရဲ့ကျောင်းမက်ဖွယ်ရမျက်နှာကြီးကိုသူတွေးလိုက်ရတယ်လေသူလည်းဘာမှမတွေးတော့ပဲစွန်းစားဆောင်ဘက်ကိုပြေးထွက်ခဲ့တယ်စွန်းစားဆောင်ဘက်ရောက်တော့ရေအိုးတွေကရေကိုအငမ်းမရတောက်ရင်းနဲ့ခြေပြစ်လက်ပြစ်ထိုင်ချလိုက်မိပါတယ်ကိုရင်ကာဝီရဲ့ခေါင်းထဲမှာတော့တဝဲလဲလဲဖြစ်နေတဲ့မိကုန်းကိုပဲထပ်ပြီးတော့မေးမိနေတယ်ကျောင်းတကာကြီးတရေကဘာကြောင့်သူ့ကိုပဲ6လက်နေပါလေအချိန်ကတော့ည8နာရီကျော်လောက်ပဲရှိပါသေးတယ်ရွာတလေးရဖုန်ကြီးကျောင်းဝင်းတစ်ခုလုံးမှောင်မိုက်ပြီးတော့အကုန်လုံးကျိန်းဆက်နေကြပါပြီ
ပြင်ကြောင်းကြီးပေါ်မှာသတင်းသုံးနေတဲ့ကိုရင်နှစ်ပါးကလည်းနှစ်ချိုက်စွာအိမ်မောကျနေတယ်။အဲ့ဒီအချိန်မှာပဲတဒုံဒုံနဲ့ကြောင်းကြီးတစ်ခုလုံးကိုတိမ်ကနေတုံသွားပါတယ်။ကိုရင်နှစ်ပါးကတော့အိမ်မောကျနေစေပါ။ကိုရင်ကဝီကညင်းညူတန်းနဲ့အတူအနှဲငယ်လှုပ်ရှားသွားတယ်။အိတ်နေရင်အသက်ရှူမဝသလိုခံစားရတာကြောင့်နိုးသွားပြီးကြည့်လိုက်တော့သူ့ရဲ့ဘိုက်ပေါ်တက်ခွာပြီးတော့လဲမျိုးညှစ်ဖို့ကြိုးစားနေတဲ့ကျောင်းတကာကြီးတရေကိုတွေးလိုက်ရပါတယ်။ကိုရင်ကဝီတယောက်မျက်လုံးအစုံပြူးကျဲသွားပြီးရုန်းကန်လိုက်တယ်။အော်ဟစ်ဖို့ကြိုးစားပေမဲ့လဲမျိုးအဖိခံထားရတာကြောင့်အတန်ကမထွက်နိုင်ပါဘူး။ကျောင်းတကာကြီးတရေကပြူးရနေတဲ့မျက်လုံးအစုံနဲ့ဒေါသတကြီးကြီးရင်သူ့ကိုလဲပင်းညစ်ပြီးတော့တတ်နေပါပြီ။ကိုရင်ကဝီကလှုပ်ရှားလို့မရအောင်လဲပင်းအညစ်ခံနေရတာကြောင့်အတန်ကိုမထွက်နိုင်ရှာပါဘူး။မလုပ်ပါနဲ့အသက်ရှူကျက်နေပြီလွတ်ပါကိုရင်ကာဝီတယောက်ကြောက်စိတ်လန်းစိတ်နဲ့ရေရွရင်ကျောင်းတကာကြီးတရေကိုရှိသမျှအားကုန်သုံးပြီးတော့တွန်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်မောင်းကိုလှုပ်ကန်ခံလိုက်ရတယ်။ရုပ်ချီးဆိုသလိုပဲကျောင်းတကာကြီးတရေကသူ့မျက်လုံးရှိကနေဖြုံငနေပြောက်ွယ်သွားတယ်။ကာဝီမင်းဘာဖြစ်နေတာတော့ကိုရင်တော်မကကိုရင်ကာဝီရဲ့လက်မောင်းကိုပုတ်ရင်စိုးရိမ်တကြီးမေးလိုက်ပါတယ်။ကိုရင်ကာဝီကအိယာကနေစက္ကန့်ထထိုင်ပြီးတော့အသက်ကိုဝါအောင်ရှူလိုက်တယ်။အသက်ရှူချက်တယ်မောတယ်ငါ့ကိုရေပေးပါသူ့ရဲ့အပြောကြောင့်ကိုရင်တော်မကရေအိုးစင်ကရေကိုပြိခတ်လိုက်တယ်ကိုရင်ကဝီကအသက်ကိုဝါအောင်ရှူပြီးနောက်မှာရေကိုတောက်ချပြစ်လိုက်ပါတယ်ဟာအခုမှပဲအသက်ရှူချောင်တော့တယ်ကွာငါအတရေ6ခံရပြန်ပြီကွာကျောင်းတကာကြီးကငါကိုဘော်ကိုခွာထိုင်ပြီးလဲပင်းညက်တာငါကတေးပြီလို့တောင်ထင်တာကွာတော်ပါသေးတယ်ကွာမင်းကယ်ပြီလို့ပဲကိုရင်ကဝီရဲ့အပြောကြောင့်ကိုရင်တော်မကပြန်ပြောပါတယ်ငါအိတ်နေတာမင်း6ထောင်နဲ့လာကန်နေလေကွာငါလည်းလန့်နိုးသွားတာမင်းကိုကြည့်လိုက်တော့လေပင်အတန်ကြီးနဲ့အော်ဟစ်တွန်းထိုးနေတာကွာမင်းအိမ်မဆိုးမှတ်နေတာပဲဖြစ်မှာပါကွာမဟုတ်ဘူးကွာအိမ်မဟုတ်ဘူးငါ့ကိုတကယ်ကြီးလာတက်နေတာဒေါသတကြီးပုံကြီးနဲ့ကွာတိတ်ကိုကြောက်ဖို့ကောင်းတယ်ကိုရင်ကာဝီရဲ့ပြောကြောင့်ကိုရင်တော်မကမျက်မှောင်ကျုပ်သွားတယ်အေးကွာဒေါသတကြီးလာတက်တယ်ဆိုတော့မင်းနဲ့ကျောင်းတကာကြီးကြမှာပြဿနာရှိနေတာတော့သိကြပြီမင်းအရင်တုန်းကသူ့ကိုဘာအမားတွေများလုံးမိသေးလဲကွာစဉ်းစားပါအောင်ကွာကိုရင်တော်မကအဲ့လိုမေးလိုက်တဲ့အခါမှာကိုရင်ကာဝီတယောက်ငြိမ်ကျသွားပါတယ်အတန်ကြာမှခေါင်းကိုခါရမ်းလိုက်ပြီးပြန်ပြောတယ်ဘာမှမရှိပါဘူးကွာကျောင်းတကာကြီးနေရာနဲ့ငါတို့နဲ့ကတောင်ထဲမြောက်ပဲလေငါတို့သူ့အပိုင်းမှာသွားတော်မစော့ဘူးကွာငါအရန်ကန်နေနေလို့ဖြစ်မှာကွာဟာမင်းကအခုကိုရင်ဝစ်ထားတာလေကန်ကမနှိမ့်နိုင်ပါဘူးကွာငါ့ကိုကြမချောက်ပဲမင်းကိုပဲအချောက်ခံနေရတာဆိုတော့အကြောင်းတစ်ခုကတော့ရှိကိုရှိရမယ်မသိဘူးကွာငါတော့စဉ်းစားမရတာပဲသိတယ်ငါအိတ်ချင်တယ်ကွာဒါပေမဲ့အိတ်လည်းမအိတ်ရဲဘူးမင်းနဲ့ငါတယောက်တည်းအိတ်ကြရအောင်နော်ကိုရင်တော်မကရေခွက်ကိုပြန်ထားလိုက်ရင်ပြောပါတယ်အေးပါကွာမင်းမဲအိတ်ပါငါကကိုရင်မဝိတ်ခင်ကမင်းတို့ရဲ့အလုပ်သမားပဲကွာမင်းသာစိတ်ရေးလက်ရေးအိတ်ပါငါဖျားစာရွတ်ပြီးတော့စောင့်ပေးပါမယ်နောက်တနေ့နက်နက်အာယုံတက်ချိန်မှာတော့နားထဲကိုဝင်လာတဲ့ငိုရှိုက်တန်ကြောင့်ကိုရင်ကာဝီကအိယာကနိုးသွားတယ်လို့သူ့ကိုထိုင်ဆောင်ပြီးရင်ငိုင်မြင်းနေတဲ့ကိုရင်တော်မှလည်းမျက်လုံးပွင့်သွားပါတယ်ဟာငိုတန်ကြီးလားမသိဘူးကွာမင်းကကြားလားအေးငါလည်းကြားတယ်ကွာအတန်ကငါတို့အောက်ကလာနေတာတွားကြည့်အောင်ကိုရင်တော်မရဲ့ပြောကြောင့်ကိုရင်ကာဝီကမျက်နှာရှုပ်မဲ့သွားပါတယ်ဟာမတွားရဲပါဘူးကွာကျောင်းတကာကြီးတရေက6နေပြီထင်တယ်ဒီတခါတော့မင်းမ6ခံရပြီကွာနေပါဦးအချိန်လေးကြည့်ပါဦးကွာခဏနေရင်စွန်းစားအုံမောင်းတော့ခောက်တော့မှာကျောင်းဝင်းတွေကဥပဇင်းတွေကပ်ပိယကြီးတွေရှိပါတယ်ဘာမှမကြောက်နဲ့စဉ်းကြည့်အောင်ကိုရင်နှစ်ပါးကပြင်ကျောင်းကြီးရဲ့အောက်ကိုတိတ်တဆိတ်ဆင်းခဲ့ကြပါတယ်ဒီအခါမှာအာယုံတက်ချိန်ရဲ့ဝိုးတော်ဝါအလင်းရောင်အောက်မှာလုံးဝထင်မှန်မထားတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံလိုက်ရတယ်ပြင်ကျောင်းကြီးအောက်မှာရှိတဲ့မြေသလင်းပေါ်မှာရှေးဟောင်းကရင်ကြီးအဲ့ဒီကရင်ကြီးရဲ့ဘေးမှာကျုံလေးထိုင်ပြီးတော့ကြောပေးထားတဲ့မိန်းမတစ်ယောက်ကိုတွေးလိုက်ရတယ်ကိုရင်လေးနှစ်ပါးကအဲ့ဒီမြင်ကွင်းကြောင့်အသက်ရှူရမတဲ့အံ့အားသင့်သွားပါတယ်ငါတို့တော့တရေ6ခံရပြန်ပြီထင်တယ်ကွာဘလို့လုံးမလဲကိုရင်ကာဝီကတုံရင်နဲ့အတန်နဲ့မေးလိုက်ပါတယ်တတိကောင်းတဲ့ကိုရင်တော်မကတော့အဲ့ဒီအမျိုးသမီးကိုမျက်တောင်မခတ်စရန်စူးစိုက်ကြည့်နေတယ်ငါကတော့ဘာကြီးပဲဖြစ်ဖြစ်မကြောက်ဘူးကွာတရေမဆိုလဲဘာလို့ဒီကရင်ကြီးမှလာပြီးတော့ငိုနေရတာတော့တေချာသိအောင်တော့အနားကိုသွားကြည့်မယ်ကွာမင်းကြောက်ရင်မလိုက်ခဲ့နဲ့ပြောဆိုနဲ့ကိုရင်တော်မကရှေ့ကနေဆက်လျှောက်သွားပါတယ်ကိုရင်ကာဝီလည်းတုံရင်နဲ့ခြေလန်းနေနဲ့နောက်ကနေလိုက်သွားမိတယ်ငိုတန်ကြီးကအနီးကပ်ကိုကြားနေရတာပါကိုရင်တော်မတယောက်ကရင်ကြီးရှိရာကိုရောက်သွားတော့ငိုနေတဲ့အမျိုးသမီးကနောက်ကိုစက္ကနဲ့လှည့်ကြည့်တယ်
ရုတ်တရက်ကြီးဆိုတော့ကိုရင်တော်မှလည်းလန့်ဖြန့်ပြီးတော့ခြေတလန်းနောက်ဆုတ်လိုက်မိပါတယ်။အော်ဘသူများလဲလို့ဒုံလဘက်ကိုရင်ဝစ်နေတဲ့ကိုရင်တာထူးလို့ပါလား။အဲ့ဒီအမျိုးသမီးစီကကြားရတဲ့အတန်ကြောင့်ကိုရင်တော်မကမသိမကွဲအလင်းရောင်အောင်မှာမျက်လုံးကိုအားစိုက်ပြီးတော့ကြည့်လိုက်တယ်။ဟာအကြီးစိန်ပါလားဘလို့ဖြစ်ပြီးတော့စောစောစီးစီးလာငုံနေရတာလဲကျုပ်တို့ဖြင့်တရေထင်ပြီးတော့လန့်နေကြတာဗျ။အကြီးစိန်ကမျက်ရည်စားတွေကိုလက်ခုံနဲ့တုပ်လိုက်ရင်ပြန်ပြောပါတယ်။ဒီနေ့ကကိုရင်တို့ဘာကြီးရဲ့မွေးနေ့လေအခုလိုအာယုံတက်ချိန်မှာပဲကျောင်းတကာကြီးကမွေးတာလေကွယ်။အကြီးစိန်လဲကျောင်းကိုအာယုံစွန်းလာဖို့ရင်နဲ့ကိုရင်တို့ဘာကြီးကိုတတိယလို့ဟော်ရီကသူ့ကရင်လေးမှာလာငုံနေမိတာပါကွ။အဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ကိုရင်နှစ်ပါးကမျက်လုံးပြူးသွားပါတယ်။ဘာဘလို့ဒီကရင်ကြီးကကျောင်းတကာကြီးရဲ့ကရင်ကြီးဟုတ်လားထိတ်လန့်စိတ်နဲ့ကိုရင်နှစ်ပါးလုံးဗျိုင်းတူးမေးမိလိုက်ပါတယ်ဟုတ်တယ်လေကွယ်သူဆုံးသွားတော့ဒလီထုံးစံအရသူ့ရဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးကိုဖုန်ကြီးကျောင်းကိုလှူဒန်းလိုက်တယ်ကွယ်ဟော်ဒီကရင်ကြီးကကျောင်းတကာကြီးအမျက်နှိုးဆုံးကရင်မှာပဲကွယ်ဒီကရင်ပေါ်မှာပဲသူအသက်ပြောက်ခဲ့ရတယ်လေပြောဆိုရင်းနဲ့သူ့ကိုယ်တော်ပို့ပြီးတော့သတိရမိတယ်ကွယ်ကိုရင်နှစ်ပါးကအကြီးစိန်ရဲ့စကားကြောင့်တယောက်မျက်နှာတယောက်ကြည့်လိုက်မိပါတယ်အဲ့ဒီနေ့အာယုံစုံကိုအကြီးစိန်ကက်လူတဲ့အုံထမင်းနဲ့ကြက်သားနဲ့စွန်းစားကြရပါတယ်။နေ့လည်ခင်းရောက်တော့ကျောင်းဝင်းထဲကိုအကောင်စားလှဲသုံးစီးဝင်လာတယ်။ရှေ့ဆုံးလှဲပေါ်မှာတော့ရွှေရီဣကြမတက်ဝစ်ဆင်ထားတဲ့အမျိုးသမီးကြီးတွေကိုရင်ကာဝီတို့ကကျောင်းရှိတပြက်စီလဲချင်းနေရာကနေလှမ်းပြီးတော့တွေးလိုက်ပါတယ်။ဧည့်သည်တွေကကျောင်းပေါ်ရောက်သွားတဲ့အခါမှာဆရာတော်ကြီးကကိုရင်ကာဝီတို့ကိုလှမ်းခေါ်တယ်။ကိုရင်တို့ဧည့်သည်အတွက်အကျန်းဦးစီစဉ်ပေးပါဦးကွ။ကျောင်းတိုင်ဆရာတော်ကြီးရဲ့မိန့်ကြားမှုကြောင့်ကိုရင်ကာဝီတို့ကစွန်းစားဆောင်ဘက်ကိုထွက်ခဲ့ကြတယ်။အကျန်းရည်ကိုထညက်ဘဲလော်အစရှိတဲ့စားဝယ်တွေကိုဘန်းထဲကိုထည့်ပြီးတော့ကျောင်းပေါ်ကိုပြန်တက်ခဲ့တယ်။ဧည့်သည်မျိုးသမီးတွေရှိဘန်းကိုချပြီးတဲ့အခါမှာကိုရင်နှစ်ပါးကတောင်းတနေရာမှာထိုင်နေကြပါတယ်။ကိုရင်ကာဝီကဧည့်သည်မျိုးသမီးတွေရဲ့စကားကိုနားထောင်ရင်တစုံတစ်ခုကိုသတိရသွားမိတယ်။ကိုရင်ကာဝီတယောက်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးတော့ကိုရင်တော်မကိုအသာလက်တို့ရင်အပြင်ထွက်ဖို့ချက်ပြလိုက်တယ်။ကျောင်းအောင်ကိုရောက်တော့ကိုရင်တော်မကမေးပါတယ်။ဘာဖြစ်တာလဲကွာတော်ကြဆရာတော်ကြီးခိုင်းစရာရှိရင်အော်ခေါ်နေရအောင်မယ်။ငါတို့အိမ်ကိုခဏပြန်ကြရအောင်အရေးကြီးတယ်ကွာ။ကိုရင်ကာဝေးကကျောင်းဝင်းအပြင်ကိုခြေလမ်းရင်းနဲ့ပြောလိုက်ပါတယ်။ဟေးမင်းအိမ်ပြန်မယ်ဟုတ်လား။ဖြစ်ပါမလားကွာမင်းအဖေကကိုရင်မထွက်မချင်းရွာထဲမလာရဘူးလို့မှားထားတာလေ။ဟာဖြစ်ပါတယ်ကွာအဘမသိအောင်တိတ်တိတ်လေးပြန်မယ်။ငါအတွက်အရေးကြီးတယ်ကွာ။မင်းကဘာဒီတလောက်ရေးကြီးနေတာတော့ငါ့ကိုလည်းနားလည်အောင်ပြောစမ်းပါဦးကိုရင်ကာဝီတို့ကစကားပြောရင်းနဲ့ကျောင်းအပြင်ဘက်ထမ်းမင်နှန်းနေရှိရာကိုရှောက်သွားကြပါတယ်ငါတို့ကိုရင်မဝစ်ခင်တော့ကတင်းချိုင်းကုန်းသွားပြီးကျောင်းတကာကြီးရဲ့မြေပုံကိုတွားတောင်မှန်တာမှတ်မိလားအေးတီးတယ်လေကွာမင်းသူ့အတူပါချတဲ့နေ့ကအလောင်းစင်ကိုလေးခွားနဲ့ပြစ်လို့ပြန်တောင်းပန်ရတာပဲကွာအဲ့ဒါဘာဖြစ်လို့တော့ဟုတ်တယ်ကွာငါလည်းအခုနကဧည့်သည်တွေဝတ်ထားတဲ့ရွှေကိုမြင်မှပြန်ပြီးတော့သတိရသွားတာအဲ့ဒီညကငါတို့တင်းချိုင်းသွားနေတော့ကျောင်းတကာကြီးရဲ့အုတ်ကူဘေးမှာငါရွှေလက်ပတ်ကြိုးကြီးတစ်ခုကောက်ရခဲ့တယ်ကွာငါလည်းကိုရင်ဝေးရမယ့်ကိစ္စတွေကြောင့်အဲ့ဒါကိုမေ့နေခဲ့တာအဲ့ဒါကြောင့်အခုအိမ်ပြန်ပြီးတော့ရှာမလို့ကွာကိုရင်ကာဝိရဲ့အပြောကြောင့်ကိုရင်တော်မတယောက်မျက်လုံးပြူးသွားပါတယ်ဘာရွှေလက်ပတ်ကြိုးကြီးကောက်ရတယ်ဟုတ်လားအစစ်ရောဖြစ်နိုင်မှာမလားကွာငါတော့မယုံဘူးကွာမင်းယုံတာမယုံတာအရေးမကြီးဘူးကွာငါအဲ့ဒီညကဝတ်တဲ့ဘောင်းမီအိတ်ထဲမှာရှိမယ်လာလာအမြန်သွားကြရအောင်ကိုရင်နှစ်ပါးကစကားတပြောပြောနဲ့ခတ်တုတ်တုတ်ရှောက်သွားကြတယ်သူတို့ပြောတဲ့စကားကိုအရက်ပုံးဆိုင်ကပြန်လာတဲ့လူနှစ်ယောက်ကကြားသွားပြီးတော့သူတို့ရဲ့နောက်ကနေတိတ်တဆိတ်လိုက်ပါသွားကြပါတယ်ကိုရင်နှစ်ပါးကတော့ဇောကတ်နေတဲ့အတွက်ဓာတ်ကိုသတိမပြုမိပါဘူးဦးဖိုးအောင်ရဲ့ခြံဝိုင်းထဲကိုရောက်တော့အသာလေးအခက်ခက်ကြည့်လိုက်တယ်အဘအိမ်မှာမရှိဘူးကွာလဲထဲရောက်နေပြီထင်တယ်ငါတို့အိမ်မော်တက်ရအောင်ကိုရင်ကာဝီးကပြောဆိုရင်းနဲ့အိမ်မော်ကိုတက်လိုက်ပါတယ်ပြီးတော့သူ့အခန်းထဲဝင်ပြီးတင်းချိုင်းသွားတဲ့ညကဝစ်ခဲ့တဲ့ဘောင်းမီကိုရှာဖွေလိုက်တယ်ဒီအခါမှာဘောင်းမီလေးကိုတန်တစ်တာရဲ့တောင်းမှာလုံးထွေးလျက်တွေးလိုက်ရပါတယ်ကိုရင်ကာဝီးကစိတ်လှုပ်ရှားစွာနဲ့ဘောင်းမီအိတ်ထဲကိုလမ်းနှိုက်လိုက်တယ်တွေ့ပြီကွာဒီမှာတွေ့လားရွှေလက်ပတ်ကြိုးကြီးကွာကိုရင်တော်မကသူ့လက်ထဲကရွှေကြိုးကိုကင်ဆကြည့်ပါတယ်အေးနော်အလေးကြီးပဲကွာဒါပေမဲ့ရွှေစစ်မစစ်ကဘလို့သိနိုင်မှာတော့ငါကတော့ဓာကြီးကိုဆရာတော်ကြီးကိုပြကြည့်ခြင်းလဲကွာဆရာတော်ကြီးကတပည့်တကားတွေပေါ်များတော့ရွှေเจ้าနားလဲတဲ့သူလဲပါမှာကွာနော်အေးဟုတ်တယ်ကွာမင်းပြောတာမှန်တယ်တို့တွေဆရာတော်ကိုပြကြည့်ရမယ်အဲ့ဒီနောက်မှာတော့ကိုရင်နှစ်ပါးကရွှေလက်ပတ်ကြိုးကြီးကိုယူပြီးနေအိမ်ကနေပြန်ထွက်ခဲ့ပါတယ်
သူတို့တွေထမ်းမဲ့နံပါတ်ကိုပြန်ရောက်တော့အရက်သမား2ယောက်ကအမူးလွန်နေတဲ့ပုံစံနဲ့သူတို့ရဲ့ရှေ့ကနေပိတ်ရက်လိုက်တယ်။ဟာကိုကြီးတာလာနဲ့ကိုကြီးတန်လုံးတို့ပါလားဘယ်သွားကြမလို့လဲဗျ။ကိုရင်ကာဝီကမေးလိုက်တဲ့အခါမှာတော့တာလာကရဲကျဲကျဲမူရနဲ့ပြန်ဖြေပါတယ်။ငါတို့2ယောက်မှာတော့ပစ္စည်းလူရက်လို့တယောက်ကိုတယောက်အထင်မှားပြီးရံပွဲတွေဖြစ်လိုက်ကြရတာလက်စတက်တော့ငါတို့ရဲ့ပစ္စည်းကကိုရင်ပေါက်စလေးတွေစီရောက်နေတာပဲကွာ။ဘာပစ္စည်းလဲဗျကျုပ်တို့သူများဟာဘာမှယူမထားဘူးမူးနေရင်လည်းအိမ်ပြန်ပြီးတော့အိတ်နေပါဗျာတန်လုံးကရက်တစ်ပိုင်းကိုမော့တော့လိုက်ရင်ပြန်ပြောပါတယ်ဒီမဲ့ကိုရင်တို့အခုနာကကိုရင်တို့ပြောတာအားလုံးကြားပြီးပြီတင်းချိုင်းမှာချစ်အောင်ကောက်ရခဲ့တဲ့ရွှေလက်ပတ်ကြိုးကြီးကကျုပ်တို့ရဲ့ဟာပဲအဲ့ဒါကြောင့်ပြန်ပေးခဲ့ပါခမရတို့ပြောတိုင်းယုံရမှာလားဗျကျုပ်တို့ကောက်ရထားတဲ့ပစ္စည်းကမဆိုင်မဲနဲ့လုံးဝမပြီးနိုင်ဘူးအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့တာလာနဲ့တန်လုံးကကိုရင်ကာဝီရဲ့လက်မှာစုပ်ကင်ထားတဲ့ရွှေလက်ပတ်ကြိုးကြီးကိုလူယူဖို့ကြိုးစားပါတယ်ကိုရင်နှစ်ပါးကလည်းတယောက်မျက်နှာတယောက်ကြည့်ရင်အခြေအနေကိုရိတ်စားမိသွားတယ်အဲ့ဒါကြောင့်အမှုသမား2ယောက်ရဲ့လက်ကယုံပြီးတော့ကျောင်းဘက်ကိုတရှိန်ထိုးပဲထွက်ပြေးကြပါတယ်အမှုသမား2ယောက်လည်းဒေါသတကြီးနဲ့သူတို့ရဲ့နောက်ကနေပြေးလိုက်ကြတယ်ကျောင်းဝင်းထဲကိုအသေးအတန်ပြေးဝင်လာတဲ့ကိုရင်တွေကြောင့်ကပ္ပိယကြီးနဲ့ဦးစင်းတွေမျက်လုံးပြူးသွားပါတယ်ကိုရင်နှစ်ပါးကကျောင်းမော်ကိုပြေးလွှတ်တက်သွားသလိုကျောင်းဝင်းထဲမှာရက်ပလင်းကင်ပြီးလိုက်ဝင်လာတဲ့အမှုသမားတွေကြောင့်ကပ္ပိယကြီးကဝင်ပြီးတားပါတယ်ဟေးကျောင်းထဲကိုရက်ပလင်းနဲ့မဝင်နဲ့လေရက်လိုက်ကြစမ်းအမှုသမား2ယောက်ကိုဦးပစင်းတစ်ပါးနဲ့အတူဟန်တားလိုက်တယ်အဲ့ဒီအချိန်ကိုရင်ကာဝေးကဆရာတော်ကြီးထံကိုအကြောင်းစုံရှောက်တင်လိုက်ပါတယ်ဆရာတော်ကြီးကကိုရင်နှစ်ပါးနဲ့အတူကျောင်းအောက်ကိုကြွမြန်းလိုက်တယ်အော်ကြီးဟစ်ကျန်နဲ့ပြောဆိုနေတဲ့အမှုသမား2ယောက်ကဆရာတော်ကြီးကိုမြင်တဲ့အခါမှာတော့ငြိမ်သက်သွားကြပါတယ်တန်လုံးနဲ့တာလာမင်းတို့တွေမူးယူပြီးတော့ငါကျောင်းထဲကိုဝင်လာတယ်ကိုပစ္စည်းမဟုတ်ဘဲနဲ့သူတစ်ပါးလက်ထဲကပစ္စည်းကိုလည်းလူရဲ့ယူငင်ကြတယ်ငါ့ကိုအမှန်တိုင်းရှောက်တင်ကြစမ်းလိန်ညာပြောဖို့ကြံစီရင်ချိန်လုံးစာမိဖို့သာပြင်ကြပြီတော့ဆရာတော်ကြီးရဲ့မန်မဲတန်ကြောင့်တာလာနဲ့တန်လုံးတို့ကစက္ကနေတုံသွားကြတယ်သူတို့ရက်ရွာမှာကရက်ရွာလူကြီးထက်ရွာဦးကျောင်းဆရာတော်ကိုကြောက်ရွံ့ရိုသေရတာလေမှန်လားပါဗျာတပည့်တော်တို့အမှန်တိုင်းပဲပြောပြပါမယ်ကျောင်းတကာကြီးတည်တဲ့အခါတုန်းကအကြီးလေးစိန်ကသူ့ယောက်ျားရဲ့လက်မှာရွှေလက်ပတ်ကြိုးကြီးထည့်ပေးလိုက်ပါတယ်အဲ့ဒါကိုလိုချင်တဲ့စိတ်နဲ့တပည့်တော်တို့ကအလောင်းပြန်ဖော်ပြီးတော့ယူခဲ့မိပါတယ်ဗျာဒါပေမဲ့အဲ့ဒီအချိန်မှာချစ်အောင်နဲ့တာထုကတင်းချိုင်းထဲကိုဝင်လာကြပါတယ်တပည့်တော်တို့ကသူတို့ကိုတရေထင်ပြီးကြောက်လန့်ထွက်ပြေးခဲ့လို့ရွှေလက်ပတ်ကြိုးကြီးကကျောင်းတကာကြီးရဲ့မြေပုံနားမှာပဲကျပြီးတော့ကြံရစ်ခဲ့ပါတယ်ဗျာတပည့်တော်တို့ကိုမိုက်ပြစ်ကိုသိမြင်ပါပြီနောက်နောင်ကိုဘယ်တော့မှသူများပစ္စည်းကိုမခိုးတော့ပါဘူးဗျာဆရာတော်ကြီးကဦးဖိုးအောင်နဲ့အကြီးစိန်ကိုလူလွတ်ပြီးတော့ခေါ်ခိုင်းလိုက်တယ်ဆရာတော်ကြီးရဲ့ခေါ်ယူမှုကြောင့်အကြီးစိန်တို့ကထိတ်ထိတ်ပြပြနဲ့လိုက်ပါလာခဲ့ကြပါတယ်သူတို့ရောက်လာတဲ့အခါမှာတော့ဆရာတော်ကြီးကမိန့်ရှိပါတယ်တက္ကမကြီးဟောဒီလက်ပတ်ကြိုးကကွယ်လွန်သူတကားကြီးဦးဖိုးမှန်ရဲ့ပစ္စည်းဆိုတာမှန်ပါသလားအကြီးစိန်ကရွှေလက်ပတ်ကြိုးကိုယူကြည့်ရင်းနဲ့မျက်ရည်တွေတောင်ဝဲလာပါတယ်မှန်ပါတယ်ဖေဟာဒါတပည့်တော်မကိုယ်တိုင်ယောက်ျားဖြစ်သူမျက်နှိုးတဲ့ပစ္စည်းမို့လို့အလောင်းမှာဝစ်စင်ပေးလိုက်တာပါဖေဟာဆရာတော်ဖះကအားလုံးရဲ့မျက်နှာတွေကိုကြည့်ရင်းနဲ့တက်ပြင်းချလိုက်ပါတယ်အေးကျောင်းတကာကြီးဦးဖိုးမှန်ကကောင်းမှုကုသိုလ်တွေအများကြီးပြုခဲ့ပေမဲ့ရွှေလက်ပတ်ကြိုးကြီးကိုဆွဲလန်းတဲ့စိတ်နဲ့မကျွတ်မလွတ်နိုင်သေးပဲသူ့ပစ္စည်းယူထားတဲ့ကိုရင်ကာဝိကိုအမျိုးမျိုးခြောက်လန့်ခဲ့တာပဲတက္ကမကြီးကသူ့ဆွဲလန်းတဲ့ပစ္စည်းကိုအပါထည့်ပေးလိုက်ပေမဲ့လောပစောကတ်တဲ့တာလှတို့တန်လုံးတို့ကြောင့်သူ့ပစ္စည်းကပြင်ပကိုရောက်ခဲ့ရတယ်ဒီတော့ကျောင်းတကာကြီးဖိုးမှန်ရဲ့အလောင်းကိုပြန်ဖော်ပြီးရွှေလက်ပတ်ကြိုးကိုပြန်ထည့်ပေးပါကျောင်းကိုလှူထမ်းထားတဲ့ကျောင်းတကာကြီးရဲ့ဂရင်ကိုလည်းမီးရှို့ပြီးတော့ဖျက်ဆီးပြရမယ်ကွအားလုံးပြီးရင်တကာဖိုးမှန်အတွက်ကောင်းမှုပြုပြီးတော့ရေစက်ချတရားနာပေးရမယ်ဒါမှကျောင်းတကာကြီးဖိုးမှန်ကကောင်းရာဘုံဘဝကိုရောက်ရှိနိုင်လိမ့်မယ်ဆရာတော်ကြီးရဲ့မိန့်ကြားရှင်းပြမှုကြောင့်ကျောင်းမှာရှိတဲ့လူတွေအလုံးနားလည်သဘောပေါက်သွားပါတယ်ဦးဖိုးအောင်ကလည်းလက်ဟုတ်ချင်ရင်နဲ့မေးပါတယ်တပည့်တော်ကိုခေါ်ရတဲ့အကြောင်းလဲသိကျင်ပါတယ်ဖေ။ကိုရင်ကဝေးကတာသနာပေါင်မှာမပျော်ပိုက်ပြီဘူးတဲ့။အဲ့ဒါကြောင့်လူဝေးလက်ခိုင်းစီခြင်းလို့ခေါ်ပေးရခြင်းပဲ။ဆရာတော်ကြီးရဲ့မိန့်ကြားမှုကြောင့်ကိုရင်ကဝေးကဝင်ပြီးတော့ရှောက်ပါတယ်။အစကတော့ဟုတ်ပါတယ်ဖေ။ဒါပေမဲ့အခုတော့တပည့်တော်ကိုရင်ဘွားမှာပျော်ပိုက်နေပါပြီ။ကိုရင်တစ်ပါးရဲ့ဝီနီကျင်းဝင်းနဲ့အညီဆက်လက်ပြီးတော့နေထိုင်ခွင့်ပြုပါဖေ။တားဖြစ်သူကိုရင်လေးရဲ့စကားကြောင့်ဦးဖိုးအောင်တယောက်လည်းကြည်နက်ပီတီဖြာသွားပါတယ်။ဆရာတော်ကြီးကလည်းတာသနာပေါင်မှာပျော်ပိုက်သွားတဲ့ကိုရင်ငယ်လေးကိုကြည့်ရင်တာရု၃ချိန်ခေါ်ဆိုလိုက်ပါတယ်။ဆရာတော်ကြီးရဲ့တာရုခေါ်တန်းကကိုရင်ကာဝီရဲ့ရင်ထဲမှာအေးမြစွာပဲစီးဆင်းသွားပါတော့တယ်။တစိ6တဲ့ဂရင်ကြီးဆိုတဲ့ပရာလောကဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီခင်ဗျာ။နားတော်သူမိတ်ဆွေများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။
ဒီဇလန်လေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မက်လာမှတ်ကြပါစေခင်ဗျာ